ကျွန်တော်ဟာတတော်ဝါလေးတွေကိုပဲလက်ခံတဲ့တိရစ္ဆာန်သူငယ်တန်းကျောင်းလေးတစ်ခုကိုဖွင့်လှစ်ခဲ့ပါတယ်။ဆောင်းတွင်းနီးလာတဲ့အချိန်မှာတော့ကြားစင်းကြောင်လေးတစ်ကောင်ကျွန်တော်တကားဝကိုရောက်လာခဲ့တယ်။အားနာပါတယ်ခင်ဗျာကျွန်တော်မှမိဘတွေမရှိပါဘူး။ကျွန်တော်ကြောင်းတက်လို့ရမလားဟင်မရဘူးဆိုရင်လည်းလုံခြုံရေးအဆောင်အဖြစ်လုပ်ပေးပါမယ်။ကျွန်တော်လာစာကို9-6တကောင်ပဲပြီးရင်ရပါပြီ။အဲ့ဒါမှအဆင်မပြေဘူးဆိုရင်လည်းရပါတယ်ဗျာကျွန်တော်သွားအိတ်လိုက်ရုံပါပဲဆောင်းတွင်းကကုန်းဆုံးသွားမှာပါ။အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်နောက်ကိုအမြဲတမ်းလိုက်နေတဲ့ခြေရလေးတွေရှိနေခဲ့ပါတယ်ကျွန်တော်ဘယ်နေရာကိုပဲသွားအဲ့ဒီခြေရလေးတွေကပန်းပွင့်လေးတွေလိုလိုက်ပွင့်နေခဲ့တာပေါ့ကျွန်တော်ဟာမိသားစုရဲ့ဒေဝါလီခံထားရတဲ့သူငယ်တန်းကျောင်းလေးကိုဆက်ခံခဲ့တာပါကျောင်းသားအစ်တွေမရှိတဲ့အတွက်ကြောင့်တိရစ္ဆာန်လေးတွေကိုကျောင်းသားအဖြစ်ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်အိမ်နီးနားချင်းတွေကဒီသတင်းကိုကြားတဲ့အခါမှာတော့သူတို့ရဲ့ခွေးလေးတွေကိုချက်ချင်းခေါ်လာကြပါတော့တယ်ဒါတကယ်ကိုကောင်းတာပဲကျမလည်းအိမ်မှာခွေးလေးတစ်ကောင်နဲ့ပြင်းနေမှာကိုစိတ်ပူနေတာမင်းစီကိုပို့လိုက်ရတော့မှာပဲစိတ်အေးရတော့တယ်ဆရာဆိုင်လက်စီကျမခွေးလေးကိုအပေါ်ပါသွားဖို့တတိပေးပါဦးနော်သူ့ကြောဖို့အိတ်ထဲမှာမုတ်လေးတွေပါပါတယ်တခါကျွေးရင်တပြားပဲကျွေးဖို့မမေ့ပါနဲ့ဦးကျွန်တော်ခွေးလေးကိုမုတ်ကျွေးနေတော့မှာပဲရုတ်တရက်ခွေးလေးရဲ့အတန်ကိုကြားလိုက်ရတယ်အရသာရှိလိုက်တာဆရာမမြင်တော့နောက်ထပ်နည်းနည်းလောက်ထပ်စားလိုက်အောင်မယ်ကျွန်တော်ချက်ချင်းပဲအတိပြန်ဝင်လာပြီးကြံတဲ့မုံတွေကိုတင်လိုက်တယ်မရဘူးလေကွာမင်းမေကတခါကျွေးရင်တပြားပဲကျွေးရမယ်လို့ပြောထားတယ်အများကြီးစားရင်ဘိုင်းနာလိုက်မယ်ဆရာကငါပြောတာကိုဘယ်လိုဖြစ်လို့နားလည်နေတာလဲကျွန်တော်ကိုယ်တိုင်လည်းလုံးဝစွန့်သွားခဲ့ရတာပါဒါပေမဲ့လည်းတိရစ္ဆာန်တွေရဲ့စကားကိုနားလည်နိုင်တဲ့ဒီလိုထူးဆန်းတဲ့ဖြစ်စဉ်ကိုကျွန်တော်ချက်ချင်းပဲလက်ခံလိုက်ပါတယ်ကျွန်တော်ခွေးလေးကိုစာတင်ခန်းထဲခေါ်သွားခဲ့တယ်အဲ့ဒီချိန်မှာတင်စူညံပွက်လော်ရိုက်နေတဲ့အတန်တွေကကျွန်တော်နားထဲကိုတိုးဝေးဝင်ရောက်လာပြီးတယောက်နဲ့တယောက်အပြိုင်ဆိုင်အော်ဟစ်နေကြတာပေါ့မေဘယ်မှာလဲမေဘယ်မှာလဲဖေကျွန်တော်အောက်မထားနိုင်တော့ဘူးမေဘယ်မှာလဲတိတ်နေကြစမ်းမင်းတို့အော်ဟစ်ညင်းခုန်နေကြတာကိုငါအပြင်ကလေးကကြားနေရတယ်ဒီကလေးအုပ်စုမဟုတ်ပါဘူးဒီခွေးလေးတွေအုပ်စုကတကယ်ကိုစူညံလုံးလာပါတယ်မအောက်နိုင်တော့တဲ့အစုံကျွန်တော်စပွဲကိုရိုက်လိုက်ရတယ်ပြီးတော့ညင်တာတဲ့နေရောပြတ်သားတဲ့နေပါသုံးဖို့အတွက်အသားဘူးတဘူးကိုထုတ်လိုက်ပါတယ်အလိမ္မာဆုံးခွေးလေးကဒီသားဘူးကိုစားရမယ်ဘသူကအလိမ္မာဆုံးခွေးလေးလဲတေချာတာပေါ့ကလေးလေးတွေအားလုံးကိုကျွန်တော်လုံးဝထိန်းချုပ်လိုက်နိုင်ပြီးသူတို့ဟာချမ်းပြင်ပေါ်မှာလိမ္မာရင်ကြီးစွာထိုင်လိုက်ကြပါတယ်ဆရာကျွန်တော်ပေါ်ပါသွားခြင်းလို့ပါပြတလဲနဲ့ကျွန်တော်အသားဘူးကိုချက်ချင်းချလိုက်ပြီးဒီခွေးကြီးကိုအပြင်ကမျက်ခင်းပြင်စီအမြန်ခေါ်သွားကကိစ္စရှင်းလိုက်ရပါတယ်ပထမဆုံးနေ့ဟာရုံးရင်းဆန်ခတ်မှုတွေကြားတဲ့ကပဲနောက်ဆုံးတော့ပြီးဆုံးသွားခဲ့ပါတယ်အဲ့ဒီညနေမှာတော့အိမ်နီးနားချင်းတွေကအဖွဲလိုက်စကားပြောခန်းထဲမှာချီးမိုးလို့မဆုံးကြပါဘူးခွေးလေးတွေဟာနေကင်းမဲ့ကျောင်းမှာအားအင်တွေအကုန်သုံးပစ်လိုက်ရတဲ့အတွက်အိမ်ပြန်ရောက်တာနဲ့ချက်ချင်းအိပ်ပျော်သွားကြလို့ပါသူတို့မှာအိမ်ကိုကြိုက်ခဲဖြစ်စီဖို့အချိန်ရောအားအင်ပါမရှိတော့ပါဘူးအခြားအိမ်နီးနားချင်းတွေကလည်းဒါကိုကြားတဲ့အခါမှာတကယ်ကိုစိတ်ဝင်စားသွားကြပြီးနောက်တစ်နေ့မှတင်သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုကြောင်းအပ်ဖို့ပြင်ဆင်ကြပါတော့တယ်အချို့ဆိုရင်ကြောင်းအနှံခတွေကိုကျွန်တော်အကောင့်ထဲကိုကြိုတင်လွှဲပြောင်းပေးထားပြီးပါပြီနောက်တစ်နေ့မနေ့စောစောမှာတော့သူငယ်တန်းကျောင်းလေးဟာကျောင်းသားအတစ်10ကောင်ကိုကြိုဆိုခဲ့ရပါတယ်အလုပ်ပမာဏကအလွန်တရာများပြားလွန်းလာတဲ့အတွက်ကြောင့်ကျွန်တော်ဝန်ထမ်းအတစ်တွေခေါ်ယူခဲ့ရပါတော့တယ်ဝန်ထမ်းခေါ်ယူစာတင်လိုက်တာနဲ့လူအနေငယ်ဟာအင်တာဗျူးဖြေဖို့တကားဝကိုရောက်လာကြပါတယ်ပထမဆုံးလူကတော့ Elias လို့ခေါ်တဲ့ပြုံးတိုင်းကြီးနဲ့လူကောင်းကြီးလူတစ်ယောက်ပါကျွန်တော်မောင်းသူအဖြစ်ရောလုံခြုံရေးအဆောင်ဖြစ်ရောပစ္စည်းပို့သူအဖြစ်ပါလုပ်ခဲ့မှုပါတယ်ဒါပေမဲ့ကျွန်တော်ရုပ်ကကြောက်စရာကောင်းလို့လူတွေကအမြဲတမ်းတိုင်ကြတာကြောင့်အလုပ်ဝင်ပြီးရက်ပိုင်းတွင်းမှာပဲအမြဲတမ်းအလုပ်ဖြုတ်ခံခဲ့ရပါတယ်အားနာပါတယ်ဗျာကျွန်တော်ကိုဒီမှာအလုပ်ခံပေးလို့ရမလားခင်ဗျာသူ့ကိုမြင်လိုက်တဲ့အချိန်မှာတင်ကျွန်တော်မျက်လုံးတွေဝင်းကနေဖြစ်သွားခဲ့တယ်သူကခွန်အားရှိပြီးအလုတ်ချမ်းကိုလည်းမကြောက်တဲ့သူပါသူဟာခွေးလန့်လျှောက်ဖို့အတွက်အကိုက်ညီဆုံးအကောင်းဆုံးလူပဲဖြစ်ပါတယ်ဒုတိယမြောက်ရောက်လာတဲ့သူကတော့ Celeste လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ပါသူမကတိရစ္ဆာန်လေးတွေကိုချစ်တတ်ပေမဲ့လူတော်မတူပဲလူတွေနဲ့ဆက်ဆံရတာကိုမကြိုက်တဲ့သူပါတာကတကယ်ကိုအန်ကိုက်ပါပဲအဲ့ဒါကကျွန်တော်တို့ကျောင်းအတွက်တကယ်လိုအပ်နေတဲ့အရေးချင်းမျိုးပါတတိယမြောက်လူကတော့ကျင်နာတတ်တဲ့မိခင်တယောက်လိုယုံမျိုးရှိပြီးချက်ပြုတ်ရမှာအလွန်ကျွမ်းကျင်တဲ့ဘလရီယာလို့ခေါ်တဲ့အမျိုးသမီးကြီးပါသူမရဲ့အင်တာဗျူးကနေ့လည်စာစားချိန်နဲ့ကွက်တီတိုးနေခဲ့ပါတယ်ဘလရီယာကဟင်းသုံးမျိုးနဲ့ဟင်းချိုတစ်ခွက်ကိုအယောင်သွေးအနက်အရသာပြည့်စုံအောင်အလွယ်တကူပဲချက်ပြုတ်ပေးခဲ့ပါတယ်ကျွန်တော်စားလိုက်ရတာပျော်လွန်းလို့မျက်ရည်တောင်ကျမတက်ပါပဲနောက်ဆုံးတော့ကျွန်တော်ပြင်ဟင်းတွေကိုပဲမစားနေရတဲ့ဘဝကနေလွတ်မြောက်သွားခဲ့ပါပြီကျွန်တော်သူမကိုချက်ချင်းပဲအလုတ်ခန့်လိုက်ပြီးနေ့စဉ်3နှစ်စာအတွက်တာဝန်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့၄ယောက်ဟာဒီကျောင်းလေးကိုလဲပတ်ခဲ့ကြတယ်ကျွန်တော်တိရစ္ဆာန်သူငယ်တန်းကျောင်းလေးကိုစတင်ခဲ့ပြီးအိမ်နီးနားချင်းတွေရဲ့တဆင့်စကားတဆင့်ကြားရကနေလူတစ်ယောက်ကနေ10ကနေ100ဖြစ်လာပြီးပုံမှုများပြားတဲ့လူတွေကသူတို့ရဲ့တိရစ္ဆာန်လေးတွေကိုကျွန်တော်တို့စီပို့ချင်လာကြပါတယ်တရက်မှာတော့ Celeste ကကျွန်တော်စီရုတ်တရက်ရောက်လာခဲ့တယ်ဆရာဆိုင်လက်ဒီနေ့ခွေးလေးကတကယ်ကိုစိတ်မကောင်းဖြစ်နေပုံရတယ်အဲ့ဒီခွေးလေးကကျွန်တော်ပေါ်ထက်ကအိမ်နီးနားချင်းရဲ့ခွေးလိမ္မာလေးပါကျွန်တော် Celeste ရဲ့နောက်ကိုလိုက်ပြီးမျက်ခင်းပြင်စီတွားကြည့်တဲ့အခါမှာတော့ခွေးလေးဟာမြေပြင်ပေါ်မှာအားမရှိသလိုလှဲလျောင်းနေပြီးမကြာခဏတက်ပြင်းအရှိကြီးချနေတာကိုတွေ့ရပါတယ်ကျွန်တော်ခွေးလေးနားကိုချင်းကပ်ပြီးဘာဖြစ်လို့စိတ်မကောင်းဖြစ်နေရတာလဲလို့မြင်သာစွာမေးမြန်းလိုက်တယ်ကျွန်တော်တို့အိမ်ကိုမောင်လေးတစ်ယောက်ရောက်လာတယ်မေကကျွန်တော်ကိုမချစ်တော့ဘူးဖေကကျွန်တော်ကိုအဝေးကိုပို့ပစ်တော့မယ်လို့ပြောတာတောင်ကြားခဲ့ရတယ်မှာကျွန်တော်ချက်ချင်းပဲဘာဖြစ်နေလဲဆိုတာသဘောပေါက်သွားပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းကပဲခွေးလေးရဲ့မေကကလေးမွေးဖွားခဲ့ပြီးတိုက်ထဲကအိမ်နီးနားချင်းတွေအားလုံးကိုအောင်ပွဲခံမှုတွေလိုက်ဝေခဲ့တာပါအားလုံးကကလေးတစ်လေးနားမှာပဲဝိုင်းနေကြတော့ခွေးလေးကိုဂယုမဆိုင်မိပဲတစ်ထားမိကြတာဖြစ်ပါလိမ့်မယ်ခွေးလေးကစိတ်ခံစားချက်အလွန်နုနယ်ပြီးအတွေးလွန်တက်တဲ့သူပါဒါပေမဲ့ကျွန်တော်ခွေးလေးရဲ့မေကိုသိပါတယ်သူမကခွေးလေးကိုဘယ်တော့မှအဝေးကိုပို့မှာမဟုတ်ပါဘူးကျွန်တော်သူ့ကိုညင်သာစွာလမ်းညွှန်ပေးလိုက်တယ်ဖေကမင်းကိုအဝေးပို့မယ်လို့ပြောတဲ့အချိန်မှာမေကဘာပြန်ပြောလဲမေကဖေကိုစူပူလိုက်တယ်အဲ့ဒီအကြောင်းကိုနောက်ခါဘယ်တော့မှမပြောဖို့တားမြစ်လိုက်ပြီးဖေကိုတကယ်ကိုအကြီးအကျယ်အော်ဟစ်စူပူလိုက်တာမေကမင်းကိုမလိုချင်တော့ဘူးလို့မပြောခဲ့ပါဘူးခွေးလေးကချက်ချင်းထွက်ပြီး Celeste နဲ့စော့ကစားဖို့ပျော်ရွှင်စွာခုန်ပေါက်ပြေးသွားပါတော့တယ်
သူဟာချက်ချင်းပဲကစားစရာပြဝိုင်းလေးနဲ့ကစားဖို့စိတ်ရောက်သွားခဲ့တယ်။ဒါပေမဲ့စိတ်ချရအောင်ကျွန်တော်ခွေးလေးရဲ့မိမေစီကိုခွေးလေးရဲ့အခြေအနေကိုရှင်းပြပြီးစာတိုးတစ်စောင်ပို့လိုက်ပါတယ်။သူမကချက်ချင်းပြန်စာပို့လာခဲ့တယ်။ဒါကြောင့်မို့လို့သူအခုတလောထမင်းကောင်းကောင်းမစားတာကိုတကယ်ကိုကျေးဇူးတင်ပါတယ်ဆရာဆိုင်လက်စီဒီညကြရင်ကျမခွေးလေးနဲ့တိတိကျကျစကားပြောပြီးသူ့ကိုဘယ်သူစီမှပေးမှာမဟုတ်ဘူးဆိုတာသိအောင်လုပ်လိုက်ပါမယ်။ဒါနဲ့ဆရာကခွေးလေးပါတွင်းနေလဲဆိုတာကိုဘယ်လိုဖြစ်လို့သိနေရတာလဲဟင်ကျွန်တော်ကတော့အိမ်မွေးတိရစ္ဆာန်စိတ်ပညာကိုနားလည်ပြီးတိရစ္ဆာန်တွေရဲ့ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့မျက်နှာအမူအရာကနေတဆင့်သူတို့ရဲ့စိတ်အခြေအနေကိုခွဲခြားစိတ်ဖြာနိုင်တာပါလို့အဖြူထဲလိမ်ညာမှုလေးတစ်ခုလုပ်လိုက်ရပါတယ်ဒါတကယ်ကိုအံ့ဩစရာကောင်းလိုက်တာအင်တာနက်ပေါ်ကတိရစ္ဆာန်တွေနဲ့စကားပြောနိုင်တဲ့သူတွေလိုပဲနော်ကျွန်တော်တာမန်လေးပဲရေမောလိုက်ပြီးညှင်းဆိုခြင်းမပြုခဲ့ပါဘူးကျွန်တော်တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တယ်ဆိုတဲ့သတင်းကတော့အိမ်ပိုင်ရှင်တွေရဲ့အဖွဲ့လိုက်စကားပြောခန်းထဲမှာချက်ချင်းပြန့်နှံ့သွားပါတော့တယ်ကိုမကြခင်မှာပဲလူတွေကကျွန်တော်ကိုမိတ်ဆွေဖြစ်စတင်အနံ့ကြပြီးတိရစ္ဆာန်လေးတွေနဲ့စကားပြောဖို့အတွက်ရက်ချင်းတွေစတင်ရယူကြပါတော့တဲ့မိတ်ဆွေတောင်းဆိုမှုတစ်ခုကိုလက်ခံပြီးတဲ့နောက်မှာတော့အဖွားအိုတယောက်ဟာကြောင်လေးတစ်ကောင်ကိုပွေ့ချပြီးကျွန်တော်တကားဝကိုရောက်လာခဲ့ပါတယ်မင်းကတိရစ္ဆာန်တွေနဲ့စကားပြောနိုင်တယ်လို့ငါကြားလို့ပါငါရဲ့ကြောင်မလေးကအခုတလောအစားအသောက်အလွန်နေနေပြီးအပြင်ကိုပဲခဏခဏထွက်ပြေးနေလို့အပြင်မှာသူ့ကိုဒီလောက်တောင်ဆွဲဆောင်နေတာဗာများရှိနေလို့လဲကွယ်ကျွန်တော်အဖွားကိုအထဲကိုဖိတ်ခေါ်ပြီးကြောင်မလေးကိုစတင်မေးမြန်းပါတော့တယ်ကျွန်တော်အံ့ဩသွားရတာကတော့ကြောင်မလေးကဒီလိုမျိုးပြန်ပြောပြခဲ့လို့ပါပဲအဖွားရဲ့ကျမ်းမာရေးကမကောင်းဘူးအခုတလောအပြင်ထွက်ပြီးအမဲမလိုက်နိုင်ဘူးအဖွားရဲ့ကျမ်းမာရေးကမကောင်းဘူးအခုတလောအပြင်ထွက်ပြီးအမဲမလိုက်နိုင်ဘူးအဖွားရဲ့ကျမ်းမာရေးကမကောင်းဘူးအခုတလောအပြင်ထွက်ပြီးအမဲမလိုက်နိုင်ဘူးကျွန်တော်အဖွားကိုကူညီပြီးအမဲလိုက်ပေးချင်လို့ပြီးတော့အစားအစာတွေပြန်ယူလာပေးချင်လို့အဖွားကဘယ်တော့မှထမင်းကိုအချိန်မှမစားဘူးပိုက်စားတဲ့ခံစားချက်ကဘယ်လိုလဲဆိုတာကျွန်တော်သိပါတယ်အဲ့ဒါကတကယ်ကိုနာကျင်ရလွန်းလို့တကယ်ကိုနာကျင်ရလွန်းလို့ပါဒါကိုကြားလိုက်ရတဲ့အခါမှာအဖွားအိုရဲ့မျက်ဝန်းတွေမှာမျက်ရည်တွေဝိုင်းလာခဲ့ပြီးကြောင်မလေးရဲ့ခေါင်းကိုညှင်းသားစွာပုတ်တက်ပေးပါတော့တယ်ငါရဲ့သားသမီးတွေအားလုံးကငါ့ကိုဝင်တော့ဝင်ပိုးလို့ထင်ကြပြီးဘယ်သူမှငါ့ကိုစောက်ရှောက်ဖို့အလိုမရှိကြဘူးငါတစ်သက်လုံးနေလာခဲ့ပြီးငါအပေါ်မှာအကျဉ်းသားဆုံးຢာကကြောင်လေးတစ်ကောင်ဖြစ်နေလိမ့်မယ်လို့မထင်ထားခဲ့ဘူးအဖွားအိုရဲ့စကားကိုနားထောင်ရင်းနဲ့ဒီကြောင်မလေးကအဖွားမွေးစားထားတဲ့လေလွင့်ကြောင်လေးတစ်ကောင်ဖြစ်မှန်ကျွန်တော်သိခဲ့ရပါတယ်အဲ့ဒီအချိန်တုန်းကကြောင်မလေးဟာအမိုက်ပုံထဲမှာအငက်ပေးကြုံပြီးတေလူမျောပါဖြစ်နေခဲ့တာပါအဖွားအိုကသူ့ကိုအိမ်ခေါ်လာပြီးနှုတ်ကိုတငုံချင်းစီတိုက်ကျွေးကအသက်ကယ်တင်ပေးခဲ့တာဖြစ်ပါတယ်စိတ်အေးထားပါကြောင်လေးရဲ့အဖွားအဆင်ပြေပါတယ်အဖွားကမင်းကိုကျမ်းမာပြီးဘေးကင်းစေခြင်းရုံမှာပဲကြောင်မလေးကတိုးညင်းစွာအော်မြည်ပြီးအဖွားရဲ့အပေါ်မှာချစ်ခင်စွာနဲ့ခေါင်းလေးကိုပုတ်တက်လိုက်ပါတယ်ကျွန်တော်လည်းအဖွားကိုအသက်ရကြော်ရှိစေခြင်းပြီးဘယ်တော့မှမသေးစေခြင်းဘူးကျွန်တော်တကယ်ကိုတမ်းပါပါတယ်အခုဆိုကြွက်တွေကိုတော့ဖမ်းတက်နေပြီးကျွန်တော်အဖွားကိုစောက်ရှောက်နိုင်ပါတယ်ဒါကိုကြားရတဲ့အခါကျွန်တော်နှာခေါင်းထဲမှာစိတ်လှုပ်ရှားမှုကြောင့်ဆက်ဖြင်းဖြင်းဖြစ်သွားခဲ့ရပေမဲ့ကြောင်မလေးကိုအဖွားအိုတွေကကြွက်တွေကိုမစားနိုင်ကြောင်းနောက်ခါကြွက်တွေကိုဖမ်းပြီးအိမ်ကိုယူမလာဖို့တိတိကျကျပြောပြလိုက်ရပါတယ်ဒါဆိုအိမ်မြောင်တွေကမရဘူးနှံကောင်တွေကမရဘူးမွေတွေကလုံးဝမရဘူးဒါဆိုရင်လည်းပြီးတာပါပဲကျွန်တော်လိမ္မာတဲ့ကလေးမလေးအဖြစ်အိမ်မှာပဲနေပါမယ်အဖွားအိုနဲ့ကြောင်မလေးထွက်ခွာသွားပြီးတဲ့နောက်မှာတော့အခန်းထဲမှာရုတ်တရက်အလွန်မင်းဟာလာဟင်းလင်းဖြစ်ပြီးတိတ်ဆိတ်သွားခဲ့ပါတယ်အေးစိတ်လွန်းလာတာကြောင့်ကျွန်တော်နာချီလိုက်မိတယ်ဖုန်းကိုကောက်ကင်ပြီးစစ်ဆေးကြည့်လိုက်တော့အော်တိုဘာလနောက်ပိုင်းကိုရောက်နေပြီဆိုတာသိလိုက်ရပါတယ်ဆောင်းရင်းကတော့အလင်းမြန်ပဲရောက်ရှိလာခဲ့ပါပြီဒီနေ့မှာတော့ကျွန်တော်သူငယ်တန်းကျောင်းထဲကိုလှမ်းဝင်လိုက်တဲ့အချိန်မှာတင်မဲမောင်နေတဲ့အရေးတစ်ခုကကျွန်တော်လမ်းကိုပိတ်ဆို့ထားခဲ့ပါတယ်အဲ့ဒါကကြားကြားစင်းကြောင်လေးတစ်ကောင်ဖြစ်နေခဲ့တာပါသူကကျွန်တော်ရှိမှတက်တက်ရက်နေပြီးစကားတစ်လုံးမှမပြောပါဘူးဒါပေမဲ့ကျွန်တော်ဘယ်ဘက်ကိုတိုးရင်သူကဘယ်ဘက်ကိုတိုးတယ်ညာဘက်ကိုတိုးရင်ညာဘက်ကိုတိုးပြီးကျွန်တော်လမ်းကိုလုံးဝပိတ်ဆို့ထားခဲ့တာပုံမင်းကိုငါပါကူညီပေးရမလဲကျွန်တော်စောင့်ကြောက်ထိုင်ပြီးမေးလိုက်တဲ့အခါမှာတော့ကြောင်လေးကတက်ပြင်းရှည်ကြီးချလိုက်တာကိုတွေ့ရပါတယ်ကျွန်တော်မှမိဘတွေမရှိပါဘူးကျွန်တော်ကြောင်းတက်လို့ရမလားဟင်ကျောင်းတက်ဖို့ကျောင်းလာခပေးရမယ်ဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်မှပတ်စံမရှိဘူးအဲ့ဒါအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်လုံခြုံရေးအဆောင်ဖြစ်လုပ်ပေးပါမယ်ကျွန်တော်လာစာကို96တကောင်ပဲပေးရင်ရပါပြီဒါမှမဟုတ်ပတ်စံလုံးဝမပေးရင်လည်းရပါတယ်အဲ့ဒါမှအဆင်မပြေဘူးဆိုရင်လည်းရပါတယ်ကျွန်တော်သွားအိတ်လိုက်ရုံပါပဲစောင်းရင်းကကုန်းဆုံးသွားမှာပါသူစကားပြောလေလေသူ့ရဲ့ယုံကြည်မှုကညှော်နေလာလေလေပါပဲသူ့အတန်ကတဖြည်းဖြည်းတင်းငယ်သွားပြီးနောက်ဆုံးမှာတော့ရှင်တကောင်ရဲ့တိုးညင်းတဲ့အတန်လောက်ပဲရှိပါတော့တယ်ကျွန်တော်နှစ်ဖူးကိုရိုက်လိုက်မိတယ်ဒီချက်ကိုကျွန်တော်ဘလို့ဖြစ်လို့မေ့သွားရတာလဲလေလွန်းကြောင်တွေအတွက်စောင်းတွင်းဟာအလွန်ကြီးမားတဲ့အခက်အခဲတစ်ခုဖြစ်တယ်လို့ကျောင်းမလေးပြောခဲ့တာကိုကျွန်တော်ကြားဘူးပါတယ်တစ်ဖက်မှာလည်းသူတို့ဟာအစားအစာမရှိဘဲရပောင်းများစွာဖြတ်တန်းရတဲ့အခက်အခဲကိုရင်ဆိုင်ရပြီးအခြားတစ်ဖက်မှာလည်းအေးခဲနေတဲ့လေပြင်းတန်ကနေကာကွယ်ဖို့နေရာတစ်ခုကိုရှာဖွေရပါတယ်အမိုးအကာမရှိဘူးဆိုရင်တော့သူတို့ဟာစောင်းတွင်းမှာအေးခဲပြီးတေးဆုံးသွားဖို့ရာဂိုင်နှုန်းအလွန်များပါတယ်ကျွန်တော်ဘာမှမပြောဘဲနေတာကိုမြင်တော့ကျွန်တော်ရှိကကြောင်လေးကတိုးညင်းစွာပြောရှာပါတယ်နောက်ရှက်မိတဲ့အတွက်စိတ်မကောင်းပါဘူးပြပြီးတော့သူကလှည့်ထွက်သွားဖို့ပြင်ဆင်ပါတော့တယ်ကျွန်တော်သူ့ကိုရက်တန့်ဖို့လှမ်းခေါ်လိုက်တယ်မိဘတွေမရှိရင်လည်းမင်းကြောင်တက်လို့ရပါတယ်ကွာအော်တကယ်ပဲလားဟင်တကယ်ပေါ့မင်းရဲ့တငယ်ချင်းတွေကိုလည်းတငယ်တန်းကျောင်းကိုအတူတူလာဖို့ခေါ်လို့ရသေးတယ်နော်ကျွန်တော်သူတို့ကိုအခုချက်ချင်းသွားခေါ်လိုက်ပါမယ်မျက်စိတမိတ်တွင်းမှာပဲသူပြောက်ကွယ်သွားခဲ့တယ်မကြခင်မှာပဲသူကလူ၃ယောက်မဟုတ်ပါဘူးလေလွင့်ကြောင်၃ကောင်ကိုခေါ်ဆောင်လာခဲ့ပါတယ်ကျောင်းလေးကအကြီးအကဲတယောက်လိုရှေ့ဆုံးကပ်ရက်ပြီးသူ့ရဲ့လက်အောက်ငယ်သားတွေကိုကျွန်တော်နဲ့မိတ်ဆက်ပေးပါတယ်ဒါကဆရာပဲသူကတကယ်လူကောင်းတယောက်ပြီးတော့သူတို့ကိုကျွန်တော်နဲ့မိတ်ဆက်ပေးဖို့လှည့်လိုက်ပါတယ်
ဒါကတော့လိမ္မော်သီးဒါကတော့ပလဲပြီးတော့ဒါကတော့အရေးသူတို့အားလုံးကကျွန်တော်ရဲ့လက်အောက်ငယ်သားတွေပါစိတ်မပူပါနဲ့သူတို့ကတကယ်ကိုလိမ္မာပြီးဘာပြဿနာမှရှာမှာမဟုတ်ပါဘူးကျွန်တော်နာမည်ကတော့ဒန်တေးပါကျွန်တော်ကြွတွေဖမ်းတတ်တယ်ပိုးကောင်တွေဖမ်းတတ်တယ်ပြီးတော့တစ်ပင်လည်းတက်တတ်တယ်ကျွန်တော်ကတကယ်လူမိုက်ကြီးမို့လို့ဆရာကိုလည်းကာကွယ်ပေးနိုင်ပါတယ်ဆရာဘာပဲလို့အမိန့်သာပေးလိုက်ပါသူ့ရဲ့လူမိုက်မှုရာလေးကိုကြည့်ပြီးကျွန်တော်တကယ်ကိုရင်မောမိပါတယ်ကောင်းပါပြီဒါပေမဲ့ငါမှတောင်းဆိုချက်တစ်ခုတော့ရှိတယ်ပြောပါဆရာကျွန်တော်ပြမြောက်အောင်လုပ်ပေးပါမယ်မင်းတို့အားလုံးဒီဆောင်းတွင်းကိုဘေးကင်းစွာဖြတ်တန်းနိုင်ဖို့ပဲအေးခဲလာတဲ့ဆောင်းတွင်းကြီးကကျွန်တော်ကိုတခုခုချက်ချင်းလုပ်ဖို့တတိပေးလိုက်တယ်လို့ပါပဲမဆိုင်မတွပဲ Elias ကိုခေါ်လိုက်ပြီးကျွန်တော်တို့သူငယ်တန်းကျောင်းရဲ့နောက်ဖေးခြံထဲမှာအိမ်သေးလေးတစ်လုံးကိုအတူတူဆောက်လုပ်ခဲ့ကြပါတယ်အတွင်းရောအပြင်ပါသုံးထပ်စီကာယံထားပြီးအထဲမှာလျှက်စစ်အပူပေးဆက်အသေးစားတစ်ခုနဲ့နူးညံ့အိဆက်တဲ့ဖုံထူထူငွေရတွေကိုထည့်ပေးထားတာကြောင့်လေလွင့်ကြောင်လေးတွေဟာအေးစိမ့်တဲ့တန်ကနေလွတ်မြောက်နိုင်ခဲ့ပါတယ်အဲ့ဒါတင်မကသေးပဲအပူချိန်ထိန်းညှိပေးနိုင်တဲ့ရေခွက်တွေကိုလည်းကျွန်တော်ဝယ်ယူပေးခဲ့ပါတယ်ကျွန်တော်နောက်ဖေးချန်ထဲမှာအလုပ်ရှုပ်နေတော့မှပဲအိမ်နီးနားချင်းခွေးလေးကအခြားခွေးအုပ်စုကိုခေါ်ပြီးရောက်လာခဲ့ပါတယ်သူတို့ရောက်လာတာနဲ့တပြိုင်နက်ခြံဝင်းတစ်ခုလုံးဟာသူတို့ရဲ့စိတ်လှုပ်ရှားနေတဲ့စကားသံတွေနဲ့ပြည့်နှက်သွားပါတော့တယ်ဆရာကျွန်တော်ခွေးစာအတစ်တအိတ်ယူလာခဲ့တဲ့ဒါတကယ်ကိုအရသာရှိတာဟဲ့လူကြီးမင်းကျွန်တော်မေဝယ်ထားတဲ့ဟာကကျွန်တော်ပါစက်ထဲမှာရှိသေးတယ်မစားရသေးဘူးဆရာကျွန်တော်အကြိုက်ဆုံးကစားစရာကိုယူလာခဲ့တယ်ကျွန်တော်ဆောင်အီကြီးယူလာခဲ့တယ်ဒါတကယ်ကိုနှွေးတာကျွန်တော်တကယ်ကိုစိတ်လှုပ်ရှားသွားပြီးမျက်ရည်တွေတာမရစီးမရကျလာခဲ့ရပါတယ်ကလေးလေးတွေယူလာတဲ့ပစ္စည်းတွေကိုလက်ခံလိုက်ပေမဲ့သူတို့ကိုညင်သားစွာစူပူလိုက်ရပါတယ်နောက်ခါကျရင်မင်းတို့အိမ်ကပစ္စည်းတွေကိုခိုးပြီးယူမလာကြရဘူးနော်ဆရာစီမှာလိုအပ်တာတွေအကုန်ရှိပါတယ်ကျွန်တော်ဒါကိုပြောရတာကတော့အဲ့ဒီအချိန်မှာလေမိဘတွေရဲ့အဖွဲလိုက်စကားပြောခန်းထဲမှာပြတလဲအော်ဟစ်နေကြလို့ပါပဲကျမခုနတင်ဝယ်ထားတဲ့ခွေးစာပျောက်သွားပြန်ပြီးဒီရက်ွက်ထဲမှာသူခိုးရှိနေပြီးကျွန်တော်ဖုန်းကိုကောက်ကင်ပြီးမိဘတွေကိုအကျိုးအကြောင်းရှင်းပြလိုက်ပါတယ်ကျွန်တော်အံ့ဩသွားရတာကတော့အဲ့ဒီလိုရှင်းပြပြီးတဲ့နောက်မှာသူငယ်တန်းကျောင်းရဲ့နောက်ဖေးချန်ထဲကိုကျောင်းစာအိတ်ဒါဇင်ကြုံမွေးရာဒါဇင်ပေါင်းများစွာကျောင်းသားမှုမျိုးစုံကျောင်းမုံတွေနဲ့ကျောင်းလေးတွေဝတ်ဖို့အဝတ်စားလေးတွေပါရောက်ရှိလာခဲ့ပါတယ်။နောက်ဖေးချန်ကတော့ပြည်လွန်းလို့စန့်တောင်မဆန့်တော့ပါဘူး။အချို့မိဘတွေဆိုရင်လေလွင့်ကျောင်းလေးတွေကိုတက်အိတ်ထုတ်ဖို့အတွက်ရန်ပုံငွေတောင်ကောက်ခံပေးခြင်းကြပါတယ်။ကျွန်တော်သူတို့ကိုအမြန်ပဲတားမြစ်လိုက်ရတယ်။မင်းတို့အားလုံးရဲ့ကြီးမားတဲ့ကယူနာနဲ့အကူအညီအတွက်ထပ်လောင်းပြီးကျေးဇူးတင်ပါတယ်စိတ်ချကြပါသူငယ်တန်းကျောင်းမှာဘာမှမလိုပါဘူးဒီလေလွင့်ကြောင်လေးတွေစောင်းတွင်းကိုဘေးကင်းစွာဖြတ်တန်းနိုင်ဖို့ကျွန်တော်တို့တေချာပေါက်လှုပ်ဆောင်သွားမှာပါကျွန်တော်တိရစ္ဆာန်သူငယ်တန်းကျောင်းဖွင့်ကြတဲ့ကရခင်ကဟာလာဟင်းလင်းဖြစ်နေတဲ့ပတ်စံအိတ်ဟာပြန်လည်ဖောင်းပွားလာခဲ့ပါပြီကျွန်တော်ပတ်စံတပြားမှမစုခဲ့ပါဘူးအဲ့ဒါတွေကိုအဆောက်အုံနဲ့ကျောင်းစင်းမြင့်တွေရဲ့အပိုင်းတွေမှာပဲအကုန်သုံးပြုခဲ့ပါတယ်မိဘတွေရဲ့အားတက်တွေရောတဆင့်စကားတဆင့်ကြော်ညာပေးမှုကြောင့်လူအများပြားဟာကျွန်တော်တို့ကျောင်းကိုသိရှိသွားကြပြီးသူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပို့ဖို့အပြေးလွှားရောက်လာကြပါတယ်ကျောင်းမှာဝန်ထမ်းအင်အားမလုံလောက်တော့တဲ့အတွက်ကျွန်တော်ဝန်ထမ်းအချို့ကိုထပ်မံခန့်အပ်ခဲ့ရပါတယ်တရက်မှာတော့ Silas Day ကပြတလဲနဲ့အော်ဟစ်ပြီးပြေးလာခဲ့ပါတယ်ကျွန်တော်တို့တစ်ခွက်လုံးဟာရန်ပွဲကိုတားဆီးဖို့အတွက်အပြေးလွှားသွားခဲ့ကြရတယ်ရန်ဖြစ်နေကြတာကတော့ဟာစကီခွေးလေးနဲ့ရွှေရောင်ခွေးလေးတို့ဖြစ်ပါတယ်ကျွန်တော်တို့နှစ်ကောင်ကိုရုံးကန်းနဲ့ခေါ်လာခဲ့တယ်ပျော်စမ်းမင်းတို့နှစ်ကောင်ဘာဖြစ်လို့ရန်ဖြစ်နေကြတာလဲကျွန်တော်တိရစ္ဆာန်စကားနားလဲတယ်ဆိုတာအကြောင်းမှာလှုပ်ဝက်ချက်မဟုတ်တော့ပဲတိရစ္ဆာန်တွေကလည်းကျွန်တော်နဲ့စကားပြောဖို့တကယ်ကိုပျော်ရွှင်နေကြတာပါသူကပြောတယ်ငါမေကငါ့ကိုမလိုချင်တော့ဘူးမင်းမေကလည်းမင်းကိုမလိုချင်တော့ဘူးတဲ့ကျွန်တော်တားမြစ်လိုက်ရပါတယ်ရွှေရောင်ခွေးလေးကတော့စိတ်ဆိုးဒေါသထွက်နေခဲ့တယ်ကျွန်တော်ဖေဖေကိုမုန်းတယ်ကျွန်တော်ဟာစကီခွေးလေးကိုပြင်းပြင်းထန်ထန်စူပူလိုက်ပြီးရွှေရောင်ခွေးလေးကိုတောင်းပန်ခိုင်းလိုက်ပါတယ်ရွှေရောင်ခွေးလေးကခွင့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့မကြည်မနှက်နဲ့ဝမ်းနဲ့နေတော့မှာပဲဆရာမေကကျွန်တော်ကိုတကယ်ပဲမလိုချင်တော့တာလားဟင်ကျွန်တော်စကားတစ်လုံးမှမပြောခဲ့ပါဘူးအဲ့ဒီအစားကျွန်တော်ရွှေရောင်ခွေးလေးရဲ့အုတ်ထင်းသူစီကိုဖုန်းခေါ်ဆိုလိုက်ပါတယ်ဖုန်းလက်ခံလိုက်တဲ့အချိန်မှာမိန်းကလေးငယ်လေးဟာအလွန်တရာစိုးရိမ်ပူပန်နေခဲ့တယ်ဆရာကျမရဲ့ခွေးမလေးကလိုဤတခုခုမှားယွင်းတာလုံးမိလို့လားဟင်သူဒီနေ့ရန်ဖြစ်ခဲ့လို့ပါကျမတို့ဘာလုပ်ကြမလဲဆရာအခြားခွေးလေးကဒဏ်ရာရသွားလားဟင်ပြင်းထန်လားအဆင်ပြေပါတယ်အားလုံးဖြည့်ရှင်းပြီးပါပြီဒီနေ့ဖုန်းခေါ်ရတာကတော့ခလိုအီလေးကြောင့်ပါခလိုအီကသိကျင်နေတာကတော့မင်းကသူ့ကိုစွန့်ပစ်ပြီးထားခဲ့တော့မှလားဆိုတာပါပဲမင်းကလေးဟာကျွန်တော်ရဲ့မိကွန်းကြောင့်လုံးဝစွန့်သွားခဲ့ရပေမဲ့အမှန်တိုင်းပြန်လဲဖြေချခဲ့ပါတယ်ဘယ်လိုလုပ်ပြီးစွန့်ပစ်ရမှာလဲဆရာခလိုအီကိုကျမငငယ်လေးကလေးကလက်နဲ့တိုက်ကျွေးပြီးအညစ်အကြေးတွေအကုန်လုံးကိုစေးကြောပြီးကပြုစုပြောထောင်ခဲ့တာပါအဲ့ဒီလူယုံမာနဲ့လမ်းခွဲလိုက်ရရင်တော့ခလိုအီကိုတော့ကျမဘယ်တော့မှစွန့်ပစ်မှာမဟုတ်ပါဘူးဒါကိုကြားလိုက်ရတဲ့အခါခလိုအီဟာတကယ့်ကိုပျော်ရွှင်သွားခဲ့ပါတယ်ဒါပေမဲ့ဆရာခလိုအီကသိကျင်နေတယ်လို့ဆရာပြောခဲ့တယ်နော်ဆရာကတကယ်ကိုအိမ်နီးနားချင်းခွေးလေးရဲ့မေပြောသလိုမျိုးတိရစ္ဆာန်တွေနဲ့စကားပြောနိုင်တာတကယ်ပဲလားဟင်ကျွန်တော်မငင်းခဲ့ပါဘူးမိန်းကလေးကတော့ပူပြီးတော့စိတ်လှုပ်ရှားသွားခဲ့တယ်ဆရာခလိုအီကကျမနဲ့အတူနေခြင်းရဲ့လားဆိုတာကိုကူညီပြီးမေးပေးလို့ရမလားဟင်ခလိုအီစီကနေတေချာပေါက်နေခြင်းပါတယ်ဆိုတဲ့အဖြေကိုရပြီးတဲ့နောက်ကျွန်တော်မိန်းကလေးစီပြန်ပြောပြလိုက်ပါတယ်သူနေခြင်းပါတယ်တဲ့ဒါတကယ်ကိုကောင်းတာပဲကျမဒီနေ့ညကျရင်သူ့ကိုလာခေါ်ပါမယ်အဲ့ဒီညနေမှာတော့ကျွန်တော်အင်တာနက်ပေါ်မှာဗီဒီယိုတစ်ခုကိုတွေ့ခဲ့ရပါတယ်မိန်းကလေးဟာရွှေရောင်ခွေးလေးကိုပွေ့ချီပြီးတိုက်ခန်းတကားဝါကနေမတင်ကားပွဲချောင်းမြောင်းထွက်ခွာလာကအပြင်းထန်ထွက်ပြေးသွားခဲ့တာပါနောက်ကနေလိုက်လံမောင်းနေနေတဲ့အမျိုးသားတစ်ယောက်ကအော်ဟစ်နေခဲ့တယ်မင်းတစ္ဆာဖောက်ခွေးမင်းမှာတိတ်ခါမရှိဘူးမကြောက်နဲ့ခလိုအီဖေဖေမင်းကိုအခုချက်ချင်းပြန်လူယူမယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါရွှေရောင်ခွေးလေးဟာမိန်းကလေးထက်တောင်ပိုပြီးမြန်မြန်ပြေးပါတော့တယ်သူတို့နှစ်ယောက်ဟာမျက်စိတမိတ်တွင်းမှာပဲပျောက်ကွယ်သွားခဲ့ကြတာပေါ့တစ်ချိန်တည်းမှာပဲကျွန်တော်တိရစ္ဆာန်တွေနဲ့စကားပြောနိုင်တယ်ဆိုတဲ့သတင်းကတော့မိဘတွေရဲ့အဖွဲလိုက်စကားပြောခန်းထဲမှာတော်မီပမာပြန့်နှံ့သွားပါတော့တယ်နောက်တနေ့မနေ့စောစောမှာတော့သူငယ်တန်းကျောင်းရဲ့အဝင်ဝမှာမိဘအုပ်စုကြီးတစ်ခုလုံးပိတ်ဆို့နေခဲ့ပါတယ်ကျွန်တော်ရောက်လာတာကိုမြင်တော့သူတို့အားလုံးရှေ့ကိုတိုးဝေးလာကြပါတယ်ဆရာ
ကျမခွေးလေးဘာတွေးနေလဲဆိုတာသိချင်လို့ပါဆရာကျမလည်းစကားပြောဖို့ရက်ချင်းယူချင်ပါတယ်ကျမအရင်ရောက်တာပါဆရာကျမရဲ့ခွေးကြီးကဘာဖြစ်လို့အညစ်အကြေးဆုံးရတာကိုဒီလောက်တောင်ဝါသနာပါနေရတာလဲဟင်ကျွန်တော်ဆုံးသွားခဲ့ရပေမဲ့ချက်ချင်းပဲအတိပြန်ဝင်လာပြီးမိဘတွေကိုလွတ်နေတဲ့စာတင်ခန်းတစ်ခုလည်းခေါ်သွားခဲ့ပါတယ်အားလုံးတန်းစီကြပါတယောက်ချင်းစီသွားပါမယ်ဒီနေ့အားလုံးစကားပြောခွင့်ရစေရပါမယ်ကျွန်တော်ထံမှာလာရောက်ဆွေးနွေးကြတဲ့မိဘတွေအလွန်တရာများပြားလွန်းလာတဲ့အတွက်ကြောင့်ကျွန်တော်တိရစ္ဆာန်စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုအခန်းတစ်ခုကိုတိုက်ရိုက်ဖွင့်လှစ်လိုက်ပြီးတိရစ္ဆာန်စကားပြန်ဆိုခြင်းလုပ်ငန်းကိုပဲအဓိကလုပ်ကင်ပါတော့တယ်ပထမဆုံးဆွေးနွေးဖို့ရောက်လာတဲ့မိဘကတော့ Yesti ရဲ့မိမိပါဆရာ Rusty ကအခုတလောအစားအသောက်အလွန်ပြတ်နေလို့ဘာဖြစ်တာလဲဆိုတာကူညီပြီးမေးပေးလို့ရမလားဟင်ကျွန်တော်ခေါင်းညှိပြလိုက်ပြီးခွေးလေးစီကိုမျက်လုံးလဲလိုက်ပါတယ်ဒါကတကယ်ကိုအရသာဆိုတာအစားအစာအစ်စ်ကတကယ်ကိုရိုးစရာကောင်းလို့အညစ်အကြေးတွေကိုပဲတွားစားလိုက်ချင်တော့တယ်ကျွန်တော် Yesti ရဲ့မိမိစီကိုအမှန်တိုင်းပြန်ပြောပြလိုက်တဲ့အခါမှာတော့သူမရဲ့မျက်နှာတစ်ခုလုံးညှင်းညမ်းသွားခဲ့ရပါတယ်စိတ်မကောင်းပါဘူးရှင်ကျမအခုတလောသူ့ရဲ့ခွေးစာကိုကိုယ်တိုင်ချက်ပြုတ်ပေးနေတာပါအဲ့ဒါကြောင့်မလို့ဖြစ်မှန်းကျမလုံးဝမသိခဲ့ပါဘူးအိမ်ပြန်ရောက်တာနဲ့ချက်ချင်းပဲလက်ရာကိုအစင်းမြင့်တင်လိုက်ပါမယ်ဒုတိယမြောက်ရောက်လာတဲ့မိဘကတော့ Jelly Bean ရဲ့ဖေဖေပါJelly Bean ကတကယ်ကိုချစ်စရာကောင်းတဲ့ခွေးဖြူလေးတစ်ကောင်ဖြစ်ပါတယ်။ Jelly Bean ရဲ့ဖေဖေကသူ့ကိုပွေ့ချီဖို့လက်ကမ်းလိုက်ပေမဲ့ Jelly Bean ကသူ့ကိုရုတ်တရက်ဟောင်းလိုက်ပါတယ်ဆရာဒါကကျွန်တော်မေးချင်တဲ့မေးခွန်းကွက်တီပါပဲဘာဖြစ်လို့အခုတလော Jelly Bean ကကျွန်တော်အပွေ့မခံရတာလဲဟင် Jelly Bean ကပြောတာကတော့မင်းကသူ့ရဲ့အချစ်ဆုံးတငယ်ချင်းကိုလွှင့်ပစ်လိုက်လို့သူတကယ်ကိုစိတ်ဆိုးနေတာပါတဲ့အချစ်ဆုံးတငယ်ချင်းဟုတ်လားဟုတ်ပါတယ် Jelly Bean လိုပဲလုံးဝဖြူဖွေးနေတဲ့အရာပေါ့မင်းတို့အိမ်မှာအရင်ကခွေးနှစ်ကောင်မွေးထားဘူးလားမရှိပါဘူးကျွန်တော် Jelly Bean တစ်ကောင်တည်းကိုပဲမွေးဘူးတာပါကျွန်တော် Jelly Bean ကိုသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဘယ်လိုပုံစံလဲဆိုတာဆက်လက်ဖော်ပြခိုင်းပေမဲ့သူ့မှာစကလုံးအကန့်အသတ်ရှိလွန်းလို့အဲ့ဒီစကလုံးကိုပဲထပ်ခါတလဲလဲပြောနေခဲ့ပါတယ်အခုတော့ကျွန်တော်ကိုယ်တိုင်လည်းလုံးဝလမ်းပြောက်သွားခဲ့ရပါပြီဒါကြောင့်ကျွန်တော် Jelly Bean ကိုနောက်ထပ်အချက်လက်တွေရဖို့အတွက်ညင်သာစွာလမ်းညွှန်ပေးလိုက်ရပါတယ်သူဟောင်းတက်လားမဟောင်းဘူးသူလမ်းလျှောက်တက်လားမလျှောက်တက်ဘူးအဖြူကောင်လေးကဘလို့လှုပ်လမ်းလျှောက်နိုင်မှာလဲဆရာကအယူလားငါကအယူလားဒါဆိုရင်အဲ့ဒါကတက်ရှိတခုမဟုတ်တော့ဘူးတက်ရှိမဟုတ်ဘူးဟုတ်လားအော်ကျွန်တော်မှတ်မိပြီးအဲ့ဒါအယုတ်ကလေးပဲအဲ့ဒါအယုတ်ဖန်းဆက်ကနေရလာတဲ့အယုတ်အီလေး Jelly Bean ကအဲ့ဒီအယုတ်ကိုတကယ်ကိုချစ်တာသူထမင်းဆဆရေတောက်တောက်အိတ်အမြဲတမ်းပေးမှထားတတ်တာဒါပေမဲ့ကျွန်တော်တို့အမျိုးတွေရဲ့ကလေးရောက်လာတဲ့အချိန်မှာကလေးကအဲ့ဒီအယုတ်ကိုလိုချင်လို့ငိုယိုနေတာကြောင့်ကျွန်တော်ကလေးကိုပေးလိုက်မိတယ် Jelly Bean ကဒီလောက်တောင်ချစ်မှန်းကျွန်တော်လုံးဝမသိခဲ့ပါဘူးအခုချက်ချင်းပဲအမျိုးတွေစီဖုံးဆက်ပြီးပြန်တောင်းလိုက်ပါမယ်အဲ့ဒီလိုနဲ့ပဲ Jelly Bean ရဲ့ဖေဖေကဖုံးဆက်ဖို့ထွက်ခွာသွားပါတော့တယ်နောက်ဆုံးဆွေးနွေးဖို့ရောက်လာတဲ့သူကတော့ Cedric ရဲ့မေမေပါ Cedric ကတကယ်ကိုလိမ္မာရင်ကြီးပြီးကျင်နာတတ်တဲ့ခွေးမွေးပွားလေးတစ်ကောင်ဖြစ်ပါတယ်Cedric ရဲ့မေမေမှာတော့မျက်ကွင်းတွေညိုနေပြီးအချိန်တော်ကြာအောင်အေးမဝထားတဲ့ပုံစံမျိုးဖြစ်နေခဲ့ပါတယ်ဆရာ Cedric ကညဘက်အိမ်ပြန်ရောက်ရင်တကားမကြီးကိုကြည့်ပြီးအမြဲတမ်းပြင်းပြင်းထန်ထန်ဟောင်းတက်လို့တခါဟောင်းရင်တနားရီလောက်ကြာတတ်ပါတယ်သူဘာဖြစ်လို့ဒီလိုမျိုးလုပ်နေရတာလဲဟင်ကျွန်တော်ကိုယ်တိုင်လည်းအံ့ဩသွားရပါတယ်ကျိုးချောင်းဆင်ကျင်ကြည့်ရင်တော့သူ့เจ้าမှာအားအိမ်တွေအကုန်သုံးပစ်လိုက်ရတာကြောင့်အိမ်ပြန်ရောက်တာနဲ့အိပ်ရတဲ့လဲကျသွားရမှာပါကျွန်တော် Cedric ရဲ့အတန်းပိုင်ဆရာမကိုအရင်သွားမေးကြည့်တဲ့အခါမှာတော့ Cedric ကအခုတလောစာသင်ခန်းထဲမှာအမြဲတမ်းအိမ်ငိုက်နေတတ်တယ်ဆိုတာသိခဲ့ရပါတယ်ဒါကတကယ်ကိုပုံမှန်မဟုတ်တဲ့အခြေအနေပါကျွန်တော် Cedric ရဲ့မိမိကိုမေးလိုက်တယ်တကားအပြင်ဘက်မှာလူတယောက်ရောက်ရှိနေနိုင်မလားဟင်ကျမလည်းအစကအဲ့ဒီလိုတန်တရားရှိခဲ့တာပေါ့ကျမတက်တိမွေးပြီးတကားကိုဖွင့်ကြည့်ခဲ့ပေမဲ့အပြင်ဘက်မှာဘာမှမရှိပါဘူးအာယုံခံပြီးတွေတောင်မလင်းပါဘူးကျွန်တော် Cedric ကိုကိုယ်တိုင်မေးမြန်းဖို့လိုအပ်လာပါပြီ Cedricနိုးတော့ကျွန်တော်အိမ်ငိုက်နေတဲ့ Cedric ကိုနှိုးပြီးဘာဖြစ်လို့တကားမကြီးကိုကြည့်ပြီးဟောင်းနေရတာလဲလို့မေးလိုက်ပါတယ် Cedric ကချက်ချင်းပဲအားအိမ်တွေပြန်ပြေးလာပြီးမရက်မနာနဲ့အကြာကြီးရှင်းပြပါတော့တယ်ကျွန်တော်အဓိကအချက်တွေကိုထုတ်ယူပြီး Cedric ရဲ့မိမိကိုပြန်ပြောပြလိုက်ပါတယ်မင်းရဲ့တကားအပြင်ဘက်မှာလူတစ်ယောက်ရှိနေပါတယ်အဲ့ဒါတကူဖြစ်နိုင်ခြင်းများပါတယ်ဒါပေမဲ့ဒီလူကအလွန်ညံများတယ်မင်းတကားဖွင့်တန်ကြားတာနဲ့သူကလှေကားထောက်မှာသွားပုံးနေတတ်တာ Cedric ကတကယ်ကိုတက်တိရှိပါတယ်သူတညလုံးဟောင်းနေခဲ့တာကြောင့်အဲ့ဒီလူကမင်းတီသွားမှာကိုကြောက်ပြီးအထဲကိုမဖောက်ထွင်းရတာဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါ Cedric ရဲ့မိမိဟာထိတ်လန့်တုန်လှုပ်စွာနဲ့ပါးစပ်ကိုပိတ်လိုက်မိပါတယ်။ဒါဆိုကျမဒီနေ့ညအိမ်ပြန်လို့ရအောင်မလားဟင်ရပါတယ်။ဒါပေမဲ့အဲ့ဒီလူလွတ်မသွားစေရအောင်ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ် Cedric ရဲ့မိမိကရဲတပ်ဖွဲ့ကိုကြိုတင်ကြောင်းကြားခဲ့ပြီးရဲရရှိတွေကသူမရဲ့တကားနားမှာတကူးချန်ထားခဲ့တဲ့အမတ်သားတွေကိုတွေ့ရှိခဲ့ပါတယ်။လုံခြုံရေးဗီဒီယိုတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အောက်ထပ်မှာမကြာခဏလှည့်လည်သွားလာနေတဲ့မတင်ကားပွဲလူတစ်ယောက်ကိုတွေ့ရပါတယ်။သူကအိမ်မှာလူရှိမရှိကိုအတီးပြုတ်ဖို့အတွက်အပေါ်ထပ်တွေကိုမကြာခဏမောကြည့်ပြီးထက်ဆင့်ရည်တွက်နေခဲ့တာပါ။အဲ့ဒီညမှာတော့ Cedric ရဲ့မိမိရဲ့တောင်းဆိုချက်အရကျွန်တော်သူမရဲ့တိုက်ခန်းမှာအတူတူနေပေးခဲ့ပါတယ်။ရဲတပ်ဖွဲ့ကတော့လှေကားထောက်မှာပုံးကွယ်နေပြီးတခိုးကိုထောင်ချောက်ထဲဖမ်းဆီးဖို့ပြင်ဆင်ထားကြပါတယ်။နာရီလက်တွေကတဖြည်းဖြည်းရွေ့ရသွားပြီးမနက်တနာရီကိုရောက်ရှိခဲ့ပါပြီအားလုံးနှစ်ချိုက်စွာအိပ်ပျော်နေတဲ့အချိန်မှာ Cedric ကကျွန်တော်လက်မောင်းထဲကနေရုတ်တရက်နိုးလာပြီးတကားစီကိုပြေးသွားပါတော့တယ်လူတစ်ယောက်ရောက်လာပြီးကျွန်တော် Cedric ရဲ့ပါးစပ်ကိုအမြန်ပိတ်လိုက်ရတယ်သူဟောင်းလိုက်လို့အထဲကလူနိုးသွားတာကိုတကိုးတီသွားမှစိုးလို့ပါအဲ့ဒီလူကတကားအပြင်ဘက်မှာခဏလောက်စောင့်ဆိုင်းနေခဲ့ပါတယ်အထဲမှာနိုးနေတဲ့သူမရှိဘူးဆိုတာတေချာသွားတဲ့အခါမှာတော့သူကဖောက်ထွင်းရေးကိရိယာတွေကိုထုတ်ပြီးတကားကိုဂျင်းခန့်တဲ့အတန်နဲ့စတင်ဖောက်ထွင်းပါတော့တယ်တကားပွင့်သွားတဲ့အချိန်မှာတင် Cedric ကဟိန်းဟောက်ပြီးရှေ့ကိုခေါ်အုပ်လိုက်ပါတယ်အမျိုးသားကတခုခုမှားယွင်းနေပြီဆိုတာသိပြီးလှည့်ပြေးဖို့ပြင်ပါတော့တယ်ဒါပေမဲ့လှေကားထောက်မှာအကြာကြီးစောင့်ဆိုင်းနေခဲ့တဲ့ရဲရရှိတွေကသူ့ကိုချက်ချင်းမြေပြင်ပေါ်လက်သိပ်လိုက်ပြီးလက်ထိတ်ခတ်လိုက်ပါတော့တယ်
ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမေးမြန်းမှုတွေအပြီးမှာတော့ဒီအမျိုးသားဟာဝါရင်တကူတယောက်ဖြစ်မှန်းသိခဲ့ရပါတယ်။သူ့ရဲ့ပြစ်မှတ်ကတိုက်ခန်းတစ်ခုလုံးဖြစ်ပေမဲ့ပထမဆုံးပြစ်မှတ်မှာတင်စီထွေးကြောင့်လုံးဝရပ်တန့်သွားခဲ့ရတာဖြစ်ပါတယ်။စီထွေးကတကယ်ကိုတတိရှိတာပဲအားလုံးရဲ့ချီးမွမ်းမှုကိုကြားရတဲ့အခါစီထွေးကသူ့ကောင်းကိုမြင့်မြင့်မော်ပြီးဂုဏ်ယူစွာနဲ့လမ်းလျှောက်ပြပါတော့တယ်ပြီးတော့သူကကျွန်တော်ဘောင်းပီစာကိုသူ့သွားလေးတွေနဲ့ဆွဲလိုက်ပါတယ်။ဆရာကျွန်တော်ကအကောင်းဆုံးခွေးလေးဟုတ်လားဟင်ကျွန်တော်ကောင်းကြီးပြလိုက်တယ်ဒါဆိုရင်မနေ့ပြန်ကြရင်ကျွန်တော်အသားဘူးစားရမလားစားရမှာပေါ့ကိစ္စတွေအားလုံးပြီးဆုံးလို့ကျွန်တော်ပြန်လာတဲ့လမ်းမှာဒန်ဒီကသူငယ်တန်းကျောင်းရဲ့အဝင်းဝမှာစောင့်ဆိုင်နေခဲ့ပြီးသူ့မျက်လုံးတွေကမှောင်မိုက်ထဲမှာမီးမောင်းကြီးတွေလိုလင်းထိန်နေခဲ့ပါတယ်ကျွန်တော်ရောက်လာတာကိုမြင်တော့သူကကျွန်တော်စီချက်ချင်းပြေးလာခဲ့ပါတယ်ဆရာပြန်ရောက်ပြီလားဒန်ဒီကဆရာကိုလုံးဝတတိမရပါဘူးနော်ငါလည်းမင်းကိုတတိရပါတယ်ကွာကျွန်တော်တို့လမ်းမပေါ်မှာဘေးချင်းရှင်ပြီးလက်လျှောက်ခဲ့ကြတယ်လူတယောက်နဲ့ကြောင်တကောင်ပုတ်ပုတ်ပပစကားပြောရင်းပေါ့မင်းတီလာငါနာမည်ကတကယ်တော့ဆရာမဟုတ်ဘူးဒါပေမဲ့အားလုံးကဆရာလို့ပဲခေါ်ကြတာလေမှန်ပါတယ်ဒါပေမဲ့ငါနာမည်ကဆရာမဟုတ်ဘူးဒန်ဒီကဆရာနာမည်ကိုလုံးဝမသိချင်ပါဘူးငါနာမည်က Silas လို့ခေါ်တယ်ဒန်ဒီမသိချင်ပါဘူးဒါပေမဲ့သူတိုးညင်းစွာနဲ့ရေရွတ်နေတာကိုကျွန်တော်ကြားလိုက်ရပါတယ် Silas သူကဒီနာမည်ကိုသူ့ရဲ့နှလုံးသားထဲမှာအမြင့်တွေအောင်မှတ်သားနေတယ်လို့ပါပဲနောက်တစ်နေ့မှာတော့ထူးဆန်းတဲ့မိန်းကလေးတယောက်ကျွန်တော်ကိုလာရောက်ရှာဖွေခဲ့ပါတယ်အားနာပါတယ်ရှင်သူငယ်တန်းကျောင်းကကြောင်လေးတွေကိုလက်ခံပါသလားဟင်ကျမရဲ့ကြောင်လေးတွေကိုဒီမှာလာထားခြင်းလို့ပါသူငယ်တန်းကျောင်းကကြောင်လေးတွေကိုလက်ခံပါတယ်ဒါပေမဲ့ဒီမိန်းကလေးမှာတော့ခြေဆုံးကောင်းဆုံးဒဏ်ရာတန်ချက်တွေနဲ့ပြည့်နေခဲ့ပါတယ်အေးခဲလာတဲ့ဒီဇင်ဘာလရာသီဥတုကြီးထဲမှာသူမဟာပါလွာတဲ့အကြီးလေးတစ်ထည်ကိုပဲဝတ်ဆင်ထားပြီးသူမမှာရှိတဲ့တခုလေးသောနှွေးထွေးတဲ့အဝတ်အစားကိုတော့ရင်ခွင်ထဲမှာတင်းကျပ်စွာပွေ့ပိုက်ထားခဲ့ပါတယ်ကျွန်တော်စကားမပြောဘဲနေတာကိုမြင်တော့မိန်းကလေးကစိုးရိမ်သွားခဲ့တယ်ကျမမှာပတ်စံရှိပါတယ်ကျမပတ်စံပေးနိုင်ပါတယ်သူမကသူမရဲ့အိတ်ကက်ထဲကနေတွန့်ကျင်နေတဲ့ငွေစက်ကူလေးတွေကိုထုတ်ပြခဲ့ပါတယ်အားလုံးကတံမိုးအနှဲငယ်ပဲရှိတဲ့ငွေစက်ကူအကျွေလေးတွေပါသူမကအလွန်မင်းပြရခတ်နေခဲ့တာကြောင့်ငွေစက်ကူလေးတွေကမြေပြင်ပေါ်ကိုလွှင့်စင်ကျသွားခဲ့ရပါတယ်။မိန်းကလေးကခေါင်းငုံပြီးအဲ့ဒီငွေစက်ကူလေးတွေကိုတရွက်ချင်းစီတိတိကျကျကောက်နေခဲ့တာပေါ့ကျွန်တော်တက်ပြင်းတစ်ချက်ချပြီးသူမကိုကူညီကောက်ပေးဖို့စောင်းကြောင်ထိုင်လိုက်ပါတယ်မိန်းကလေးရဲ့ကိုယ်ခန္ဓာကရုတ်တရက်တုန်ရင်သွားပြီးမျက်ရည်ဆက်ကြီးတွေကျလာကမြေပြင်ပေါ်ကနှင်းတွေကိုအရေးပြောသွားစေတာကိုကျွန်တော်တွေ့လိုက်ရတယ်ကျွန်တော်ရဲ့ထူထဲတဲ့ဂွမ်းကြီးကိုသူမရဲ့ပကုံးပေါ်ခြုံပေးလိုက်ပါတယ်။အဲ့ဒီအချိန်ကျမှပဲမိန်းကလေးရင်ခွင်ထဲမှာတင်းကျပ်စွာပွေ့ပိုက်ထားတဲ့အဝတ်အစားတွေကငွေကင်းစာကြောင်လေးတစ်တိုက်ကိုပတ်ထားတာဖြစ်မှန်းကျွန်တော်သိလိုက်ရပါတော့တယ်။မိန်းကလေးရဲ့လှုပ်ရှားမှုတွေကြောင့်ကြောင်လေးတွေဟာနိုးလာခဲ့ကြပါတယ်။သူတို့တွေဟာအားအင်တွေပြေဝနေပြီးနေရာအနှံ့ကိုရှောက်သွားနေကြတာပေါ့။မိန်းကလေးကသူတို့ကိုပြန်လည်ဖမ်းဆီးဖို့ပြတလဲဖြစ်နေခဲ့ရပါတယ်။စီလက်တေးကဘယ်ကနေရောက်လာမှမသိပဲစက်ကူတစ်တာတစ်လုံးကိုကင်ပြီးရောက်လာခဲ့ကငွေကင်းစာကြောင်လေးတွေကိုတစ်တာတဲ့တရိုတသေးထည့်ပေးလိုက်ပါတယ်။ကျောင်းအုပ်ကြီးသူတို့ကိုလက်ခံပေးလိုက်ပါဦးတော့တကယ်ကိုရင်းသားစရာကောင်းလို့ပါ။ Ilaris နဲ့ Beria တို့ကလည်းဘယ်ချိန်ကလေးကကျွန်တော်နောက်မှာရောက်နေမှမသိပါဘူးဟုတ်ပါတယ်။ကျောင်းအုပ်ကြီးသူတို့ကိုလက်ခံပေးလိုက်ပါဦး။ဒီကလေးမလေးမှာကျင်နာတက်တဲ့နှလုံးသားရှိပါတယ်။စောင်းတွင်းကြီးထဲမှာသူ့ခန္ဓာကိုယ်ကိုအေးခဲမခံပါစေနဲ့ဦးအားလုံးကကျွန်တော်ကိုမျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးတောင်းပန်နေကြတာပါငါကလက်မခံဘူးလို့ဘယ်တော့ပြောခဲ့လို့လဲအထဲကိုအမြန်ဝင်ကြဆန်းအပြင်မှာအလွန်မင်းအေးလာတဲ့ဒီလိုနဲ့ပဲသူငယ်တန်းကျောင်းလေးဟာကျောင်းသားအစ်အချို့ကိုထပ်မံရရှိခဲ့ပါတယ်မွေးကင်းစာကျောင်းလေးတွေဟာတကယ်ကိုဂရုစိုက်ဖို့လိုအပ်လာပါတယ်ဒန်ဒီကိုယ်တိုင်တောင်မှမိခင်စိတ်တွေအလွန်မင်းဝင်ရောက်လာခဲ့ပြီးကျောင်းလေးတွေကိုနေတိုင်းစောက်ရှောက်နေခဲ့ကဘေးကနေတပွားမှမခွာပါဘူးစီလက်စတီIlaris နဲ့ Beria တို့ကလည်းကြောင်လေးတွေကိုတနေ့ကိုအချိန်ပေါင်းများစွာလာရောက်ကြည့်ရှုကြပေမဲ့ကျွန်တော်အစိုးရိမ်ဆုံးဖြစ်ရတဲ့သူကတော့ဒဏ်ရာတွေနဲ့ပိန်နေတဲ့ဒီမိန်းကလေးငယ်လေးပါပဲအဲ့ဒီနေ့ကကျွန်တော်ကြောင်လေးတွေကိုလက်ခံပြီးတဲ့နောက်မှာသူမကကျွန်တော်ကိုပတ်စံပေးဖို့အတင်းအကျပ်တောင်းဆိုခဲ့ပါတယ်ကျွန်တော်ဘလို့မှလက်မခံခဲ့ပါဘူးမင်းပတ်စံမယူရင်ကြောင်လေးတွေကိုမပေးတော့ဘူးကျွန်တော်မတက်တာပဲသူမရဲ့ပတ်စံကိုလက်ခံလိုက်ရပါတယ်Beria ကသူမအတွက်ပူပူနွေးနွေးထမင်းတနက်ချက်ကျွေးခဲ့ပြီးစီလက်တေးကလည်းသူမရဲ့အဝတ်အစားတစ်ချို့ကိုပေးခဲ့ပါတယ်ကျွန်တော်ရုံးခန်းထဲမှာကွတ်တင်သေးလေးတစ်လုံးပြင်ဆင်ပေးပြီးသူမကိုအနားယူစေခဲ့ပါတယ်ကျွန်တော်ထိတ်လန့်သွားရတာကတော့နောက်တနေ့မှာမိန်းကလေးဟာလုံးဝပျောက်ကွယ်သွားခဲ့လို့ပါပဲကျွန်တော်တို့ပတ်ဝန်းကျင်အနှံ့ရှာဖွေခဲ့ကြပေမဲ့သူမကိုဘလို့မှရှာမတွေ့တော့ပါဘူးသူမရဲ့ကိုယ်ခန္ဓာပေါ်ကဒဏ်ရာတွေကိုပြန်တွေးမိတဲ့အခါကျွန်တော်တကယ်ကိုနောက်တရမိပါတယ်တိခဲ့ရင်အဲ့ဒီညကသူမနဲ့အတူအခန်းထဲမှာနေပေးခဲ့ရမှာပါတီလိုအေးခဲလာတဲ့ဆောင်းတွင်းကြီးထဲမှာသူမသွားစရာနေရာရှိပါမလားဒန်ဒီကကျွန်တော်ဘေးကနေရုတ်တရက်ရှောက်သွားခဲ့တယ်သူဒီဆောင်းတွင်းကိုကြိုဖြတ်နိုင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲသူ့စီကနေခါးတီးတဲ့အနံ့တစ်ခုရနေတယ်ကျွန်တော်ရဲ့လက်အောက်ငယ်သားဟောင်းတွေလည်းမတည်ခင်ကဒီလိုမျိုးခါးတီးတဲ့အနံ့ရခဲ့ဘူးတယ်ကျွန်တော်ပြာရခတ်သွားခဲ့ရတဲ့အကြီးကိုချက်ချင်းကောက်ဆွပြီးတကားအပြင်ကိုအပြေးလွှတ်ထွက်ခဲ့ပါတော့တယ်ဒန်ဒီကလည်းကျွန်တော်နောက်ကနေကတ်လိုက်လာပြီးနှာခေါင်းကိုအပြင်းအထန်အနံ့ခံနေခဲ့ပါတယ်ကျွန်တော်တို့အချိန်တော်ကြာအောင်ရှာဖွေခဲ့ကြပေမဲ့မိန်းကလေးကိုဘလို့မှရှာမတွေ့ခဲ့ပါဘူးကျွန်တော်မြေပြင်ပေါ်မှာစောင့်ကြောက်ထိုင်ပြီးအော်ဟစ်ကိုကျွေးမိပါတော့တယ်ငါတို့ဘာလုပ်ကြမလဲငါတို့ဘာလုပ်ကြမလဲဒန်ဒီစိတ်မပူပါနဲ့စိတ်မပူပါနဲ့ကျွန်တော်မှနီးလက်ရှိပါတယ်ကျွန်တော်တခုခုစဉ်းစားလို့ရတယ်ပြီးတော့သူတကယ်ပဲနီးလက်တစ်ခုရှာတွေ့ခဲ့ပါတယ်ဒန်ဒီကအပြေးပြန်ပွဲဝင်နေတယ်လို့မျိုးသူငယ်တန်းကျောင်းစီကိုအပြင်းထန်ပြန်ပြေးသွားခဲ့တာကိုကျွန်တော်တွေ့လိုက်ရတဲ့သူကလိမ္မော်တီးပလဲအရေးနဲ့ကြောင်အိမ်ထဲမှာခိုလုံနေတဲ့အခြားလေလွင့်ကြောင်တွေအားလုံးကိုလှမ်းခေါ်လိုက်ပါတယ်ကျွန်တော်ကောင်းမောကြည့်လိုက်တဲ့အခါမှာတော့အမဲရောင်အရေးကလေးတွေအုပ်စုကြီးတစ်ခုဟာကျွန်တော်စီကိုအစွမ်းကုန်ပြေးလာကြတာကိုတွေ့ရပါတယ်ဒန်ဒီကဒီရက်ွက်ထဲမှာရှိတဲ့လေလွင့်ကြောင်တွေအားလုံးကိုစူးစီးပြီးမိန်းကလေးရှိနေနိုင်မဲ့နေရာကိုရှာဖွေဖို့အတွက်အင်အားပြည့်နဲ့ဆေးလွတ်လိုက်တာဖြစ်ပါတယ်သူကကျောင်းကခွေးလေးတွေကလည်းလိုက်ချင်ကြပေမဲ့သူတို့ကဒီလမ်းတွေကိုမကျွမ်းကျင်တာကြောင့်ခွင့်မပြုခဲ့ဘူးလို့ပြောပါတယ်မူကလုံးဝချုပ်တော့မဲ့အချိန်မှာတင်ကျောင်းလေးတစ်ကောင်ကမိန်းကလေးကိုရှာတွေ့ခဲ့ပါတယ်ကျွန်တော်အဲ့ဒီကျောင်းလေးရဲ့နောက်ကိုလိုက်ပြီးအပြင်းထန်ပြေးခဲ့ရတယ်
နောက်ဆုံးတော့အမိုက်ပုံးကြီးတစ်ခုရဲ့ဘေးမှာမြေပြင်ပေါ်လဲကျနေတဲ့ပိန်နေတဲ့ကိုခန္ဓာလေးကိုတွေ့လိုက်ရပါတော့တယ်ကျွန်တော်သူမကိုအမြန်ပဲပွေ့ချပြီးဆေးရုံကိုအပြေးလွှားခေါ်သွားခဲ့ရပါတယ်ကံကောင်းထုံးမှစွာပဲကျွန်တော်တို့အချိန်မီခေါ်သွားနိုင်ခဲ့တာကြောင့်သူမရဲ့အသက်အန္တရာယ်ကနေလွတ်မြောက်သွားခဲ့ရပါတယ်အဲ့ဒီအချိန်ကျမှပဲမိန်းကလေးရဲ့နာမည်ကအော်ရိုယာလို့ခေါ်မှန်းပြီးတော့သူမကမိဘမဲ့ကလေးတစ်ယောက်ဖြစ်မှန်းသိခဲ့ရပါတယ်သူမဟာပြင်းထန်တဲ့စိတ်ကြယောဂါကိုခံစားနေရတာပါဒါပေမဲ့သူမနှင်းတွေထဲမှာလှည့်လျောင်းပြီးတေဆုံးမှုစောင့်ဆိုင်နေတဲ့အချိန်မှတင်မွေးကင်းစာကြောင်လေးတွေရဲ့အားနည်းတဲ့ငိုတန်လေးတွေကိုကြားခဲ့ရတာဖြစ်ပါတယ်သူမနှင်းတွေကိုဖယ်ရှားလိုက်တဲ့အခါမှာကြောင်မီကြီးကအေးခဲပြီးတေဆုံးနေတာကိုတွေ့ခဲ့ရပြီးတနာစရာကောင်းတဲ့ကြောင်လေးတွေကိုပဲခြံထားခဲ့တာပါအော်ရိုယာကငိုယိုပြီးပြောပြရှာပါတယ်သူမဘလို့ဖြစ်လို့ကိုခန္ဓာကိုအာယူထရက်ပြီးကြောင်လေးတွေကိုရင်ဝင်ထဲထက်ကသူမရဲ့ကိုပူချိန်နဲ့အသက်ဆက်ပေးခဲ့ရလဲဆိုတာကိုပေါ့သူတို့ဘေးကင်းသွားတဲ့အထိစောင့်ပြီးရင်တော့ကျမထွက်သွားဖို့နောက်မကြသေးပါဘူးမရပါဘူးကျွန်တော်မိန်းကလေးရဲ့စကားကိုဖျက်ပြောလိုက်တယ်သူတို့အခုဘေးကင်းနေပြီလို့မင်းဘာဖြစ်လို့ထင်နေရတာလဲငါကတကယ်လူယုံမှတယောက်ဖြစ်နေရင်ကောမင်းထွက်သွားတာနဲ့သူတို့ကိုအပြင်ကိုပြန်လွတ်ပြီးအေးခဲတည်စေလိုက်ရင်ကောဆရာကအဲ့ဒီလိုလုပ်မှာမဟုတ်ပါဘူးမင်းမတေချာနိုင်ပါဘူးမင်းငါ့ကိုမသိဘူးလေဆရာအဲ့ဒီလိုမလုပ်နိုင်ပါဘူးမှန်တယ်ဒါကြောင့်မင်းငါ့ကိုအမြဲတမ်းစောင့်ကြည့်နေရမယ်သူတို့တကယ်ပဲဘေးကင်းသွားတဲ့အထိအသက်ရှင်နေပေးပါအော်ရိုယာကထပ်မံကိုကြွေးပြန်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမရဲ့မျက်ဝန်းအိမ်ထဲမှာအဆုံးမဲ့တဲ့စိတ်ပြတ်အားငယ်မှုတွေမရှိတော့ပါဘူးအဲ့ဒီနောက်ပိုင်းမှာတော့သူငယ်တန်းကျောင်းလေးဟာအော်ရိုယာလို့ခေါ်တဲ့ကူညီပေးသူလေးတယောက်ထပ်မံရရှိခဲ့ပါတယ်ကျွန်တော်တို့အတူတူသူငယ်တန်းကျောင်းမှာနေထိုင်ရင်းစောင်းတွင်းရဲ့ကြန့်ရှိတဲ့ရက်တွေကိုဖျက်ဆီးခဲ့ကြတယ်ຫນွေဦးရာသီကတော့ရောက်ရှိလို့လာခဲ့ပါပြီမွေးကင်းစကြောင်လေးတွေကလည်းနေ့စဉ်နဲ့အမျှထူးခြားစွာကြီးထွားပြောင်းလဲလာခဲ့ကြပါတယ်ဟုတ်ပါတယ်အကြီးမားဆုံးပြောင်းလဲမှုကတော့သူတို့တွေတကယ်ကိုစူညံလာကြတာပါပဲမျက်လုံးပွင့်လာပြီးတဲ့နောက်မှာသူတို့ကအော်ရိုယာကိုသူတို့ရဲ့မေမေလိုသဘောထားကြပြီးနေတိုင်းသူမနောက်ကိုပဲကတ်လိုက်နေကြတာပေါ့ဒါမှမဟုတ်ကျွန်တော်နားမှာဝိုင်းပြီးမေကွန်းပေါင်းစုံကိုမေးမြန်းနေကြတာကကလေးငယ်လေးတွေတိုင်းပါပဲဒါပေမဲ့ဒါကတကယ်ကိုပြောစရာကောင်းပါတယ်ကျွန်တော်အံ့ဩသွားရတာကတော့ຫນွေဦးရာသီရောက်လာတဲ့အချိန်မှာကျောင်းဝင်ဝမှာလူတွေတိုးဝေးနေကြပြန်တာပါပဲအားလုံးကသူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုကျောင်းအဖို့ရောက်လာကြတာပါအခုဆိုရင်ကျောင်းနဲ့ခွေးတွေမကတော့ပါဘူးမိဘတွေကကြက်တူရွေးတွေလက်တွေပင့်ကူတွေနဲ့အခြားတိရစ္ဆာန်တွေကိုပါခေါ်ဆောင်လာကြပါတယ်သူငယ်တန်းကျောင်းရဲ့ကျောင်းအုပ်ကြီးအနေနဲ့ကျွန်တော်ကတော့ဒီလိုမြင်ကွင်းမျိုးကိုတကယ်ကိုအသားကျနေပါပြီကျွန်တော်မိဘတွေကိုစနစ်တကျကျောင်းထဲခေါ်သွားခဲ့ပြီးအိမ်မွေးတိရစ္ဆာန်မျိုးစားလိုက်မတူညီတဲ့စာသင်ခန်းတွေကိုလမ်းညွှန်ပေးခဲ့ပါတယ်ကျောင်းရဲ့လက်ခံမှုစံနှုန်းတွေတိုင်းတိကျစွာလှုပ်ဆောင်ပြီးစံနှုန်းနဲ့ကိုက်ညီတဲ့တိရစ္ဆာန်လေးတွေကိုလက်ခံခဲ့ပါတယ်ဒါတွေအားလုံးပြီးဆုံးသွားတဲ့အခါမှာတော့ကျွန်တော်လက်ခုပ်တီးပြီးမိမိကိုယ်ကိုကြီးမားတဲ့စားတောက်ပွဲကြီးတစ်ခုနဲ့ဆူချလိုက်ပါတယ်ကျွန်တော်အရသာရှိတဲ့အစားအစာတွေကိုတုံးဆောင်နေတော့မှပဲဆရာမတစ်ယောက်ရဲ့ဆူရှာတဲ့အော်တန်ကကျောင်းထဲမှာဟိန်းထွက်သွားခဲ့ပါတယ်ကျွန်တော်ချက်ချင်းပြေးထွက်ခဲ့ရတဲ့ကျောင်းကြီးတစ်ကောင်ကဘေးတန်းကကြက်တူရွေးလေးကိုပါးစပ်ထဲမှာကိုက်ထားတာကိုတွေ့လိုက်ရလို့ပါကျွန်တော်ဝင်ရောက်မတားဆီးနိုင်ခင်ပါတယ်ဒန်ဒေးကကြောင်ကြီးရဲ့ရှေ့မှာရုတ်တရက်ပေါ်လာခဲ့ပြီးသူ့ရဲ့ဘားကိုပြင်းထန်စွာရိုက်နှက်လိုက်ပါတော့တယ်ငါဘယ်နှခါပြောရမလဲမင်းရဲ့အတန်းဖို့ကိုမစားရဘူးလေအခုချက်ချင်းပြန်ထွေးထုတ်ဆန်းကြောင်ကြီးကမတက်တာပဲပါးစပ်ကိုဖွင့်ပေးလိုက်ရပါတယ်ကံကောင်းထောက်မစွာပဲကြက်တူရွေးလေးကပြင်းထန်တဲ့ဒဏ်ရာမရရှိခဲ့ပဲအတောင်ပံတွေကိုခါထုတ်ပြီးပြန်တန်းသွားပါတော့တယ်ဒီထိတ်လန့်မှုကြောင့်ကျွန်တော်ကြောပြင်တစ်ခုလုံးချွေးစေးတွေထွက်သွားခဲ့ရပါတယ်အဲ့ဒီနေ့မှာတင်ကျွန်တော်စောက်လုပ်ရေးအဖွဲ့ကိုချက်ချင်းခေါ်ယူပြီးအတန်းတစ်ခုချင်းစီအတွက်အပြင်ဘက်လှုပ်ရှားမှုနယ်မြေတွေကိုလုံးဝတီးတန့်ကာရန်ခိုင်းလိုက်ပါတယ်အမဲလိုက်ချင်တဲ့စိတ်ရိုင်းရှိတဲ့တိရစ္ဆာန်တွေအတွက်လည်းတကယ်အစ်စ်တိုင်းပြုလုပ်ထားတဲ့ကစားစရာတွေကိုအများကြီးဝယ်ယူပေးခဲ့ပါတယ်ဒန်ဒေးကတော့ကင်းတဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ကိုယ်တိုင်တာဝန်ယူခဲ့ပါတယ်ကျောင်းသားတစ်ယောက်ကအတန်းဖို့ကိုစားဖို့စူးစမ်းနေတာကိုတွေးလိုက်တာနဲ့သူကသူ့ရဲ့ခြေဝါးနဲ့ချက်ချင်းဖျက်ရိုက်လိုက်တာပါပဲသူ့ရဲ့ကူညီမှုကြောင့်ကျွန်တော်ရဲ့အလုပ်ကတိတိတတ်တာကိုတက်တာသွားခဲ့ရပါတယ်။ချက်တူရွေးလေးရဲ့မိဘတွေကိုစိတ်ကြည်နက်စေဖို့အတွက်ကျွန်တော်ကိုယ်တိုင်လက်ဆောင်ပစ္စည်းတွေယူဆောင်ပြီးသူတို့အိမ်ကိုတွားရောက်တောင်းပန်ခဲ့ရပါတယ်။ဒန်ဒေးကကျွန်တော်ရိုက်ခံရမှာကိုစိုးရိမ်တာကြောင့်ကျွန်တော်ဘေးကနေကတ်လိုက်လာခဲ့ပြီးတစ်စက္ကန့်မှမခွာပါဘူး။ဒါပေမဲ့ချက်တူရွေးရဲ့မိဘတွေကကျွန်တော်ကိုပြင်းပြင်းထန်ထန်အပြစ်မဆိုခဲ့ပါဘူး။အဲ့ဒီအစားသူတို့ကကျွန်တော်ကိုညစာတောင်အတူတူစားဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်။သူငယ်တန်းကျောင်းကိုပြန်လာတဲ့လမ်းမှာကျွန်တော်စိတ်ထဲမှာကျောင်းကိုပုံမကောင်းမွန်အောင်လှုပ်ဆောင်မဲ့နီးလန်းတွေကိုပဲအာယုံစိုက်တွေးတောနေခဲ့ပါတယ်။ဒန်ဒေးကတော့ကျွန်တော်ဘေးကနေတိတ်ဆိတ်စွာရှောက်လန်းနေခဲ့တာပေါ့။ရုတ်တရက်သူကနောက်ကိုခဏခဏလှည့်ကြည့်နေတာကြောင့်ကျွန်တော်ချက်ချင်းသတိပြုမိသွားပါတယ်။ဘာဖြစ်လို့လဲလူတယောက်ငါတို့နောက်ကိုလိုက်နေတယ်လို့မျိုးခံစားရလို့ဒါပေမဲ့လည်းမတိကျပါဘူး။ငါရဲ့အာယုံခံစားမှုမှားယွင်းနေတာလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်စိုးရိမ်တကြီးနဲ့နောက်ကိုလှည့်ကြည့်ခဲ့ပေမဲ့ကျွန်တော်တို့နောက်မှာဘယ်သူမှရှိမနေပါဘူးကျွန်တော်နှစ်ဖူးကချွေးတွေကိုတုပ်လိုက်ပြီးမိမိကိုယ်ကိုထိတ်လန့်နေတာနေမှာပါလို့တွေးလိုက်မိတယ်သူငယ်တန်းကျောင်းရဲ့တကားဝကိုရောက်ခံနေလေကျွန်တော်စိတ်အေးသွားလေပါပဲအဲ့ဒီအချိန်မှတင်ကျွန်တော်နောက်ကနေဂျင်းခန်းနဲ့အတန်တခုဟိန်းထွက်သွားခဲ့ပါတယ်ဒန်ဒေးကချက်ချင်းပဲအတိဝင်လာပြီးသူ့ရဲ့အမီးကဖောင်းပွားသွားကခေါင်းကိုချက်ချင်းလှည့်လိုက်ပါတယ်ဒါပေမဲ့သူမတုံ့ပြန်နိုင်ခင်မှာတင်ပြင်းထန်စွာကန်ကြောက်ခံလိုက်ရပြီးမီတာအနှဲငယ်အကွာဝေးကိုလွင့်စင်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာတင်လူတစ်ယောက်ကကျွန်တော်ရဲ့လက်ဘင်းကိုနောက်ကနေအတင်းအကျပ်ညှစ်လိုက်ပါတော့တယ်မင်းကတကယ်ကိုတော်တဲ့သူပေါ့ဟုတ်လားတိရစ္ဆာန်တွေနဲ့စကားပြောနိုင်နေဆိုဒါဆိုရင်လေအခုစကားပြောချင်စမ်းဦးလေဘသူကမင်းကိုလာခဲ့မလဲဆိုတာကြည့်ကြတာပေါ့သူ့အတန်ကတကယ်ကိုရင်းနှီးလွန်းလာပါတယ်ကျွန်တော်ချက်ချင်းပဲအတိဝင်သွားခဲ့ရတယ်အဲ့ဒါစီထရစ်ရှာဖွေပေးခဲ့တဲ့တခုဖြစ်နေခဲ့တာပါသူထောင်ကနေဒီလောက်တောင်မြန်ပြန်လွတ်လာလိမ့်မယ်လို့ကျွန်တော်မထင်ထားခဲ့ပါဘူးသူ့ရဲ့ခွန်အားကတကယ်ကိုကြီးမားလွန်းလာတာကြောင့်ကျွန်တော်အဆုတ်ထဲကလေတွေကတဖြည်းဖြည်းနဲ့ကုန်းဆုံးသွားခဲ့ရပါပြီကျွန်တော်သူ့ရဲ့နဘေးကိုတထောင်ဆွဲနဲ့မရက်မနာတိုက်ခိုက်ခဲ့ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူးကျွန်တော်မျက်စိတွေပြဝေမလာခင်မှာတင်ဒန်ဒေးကအာယူထရက်ပြီးရှေ့ကိုပြေးဝင်ဖို့စူးစမ်းနေတာကိုတွေ့လိုက်ရပါတယ်ဒန်ဒေးထွက်ပြေးတော့ဒါပေမဲ့ဒန်ဒေးကဒီတစ်ချိန်မှာတော့ကျွန်တော်စကားကိုမနားထောင်ခဲ့ပါဘူး
သူကျွန်တော်စီကိုတက်တက်ပြေးဝင်လာပြီးခွန်အားတွေကိုစူးစီးကလေပေါ်ကိုခုန်တက်လိုက်ပါတယ်ဒန်ဒီကသူ့ရဲ့လက်သေးတွေနဲ့အဲ့ဒီအမျိုးသားရဲ့မျက်လုံးအိမ်ကိုကုတ်ချစ်လိုက်ပါတော့တယ်ကျွန်တော်နောက်ကအမျိုးသားရဲ့ဆူရှာတဲ့အော်တန်ကြီးကိုကြားလိုက်ရပြီးကျွန်တော်လက်ပင်ကိုညှစ်ထားတဲ့လက်ကအနှဲငယ်ရောနေသွားခဲ့ပါတယ်ကျွန်တော်ချက်ချင်းပဲနောက်ကိုပြန်လဲတိုက်ခိုက်လိုက်ရတာကြောင့်အမျိုးသားကထပ်မံအောင်ဟစ်ပြန်ပါတယ်သူလုံးဝလက်လွတ်လိုက်တဲ့အချိန်မှာတင်ကျွန်တော်ဒန်ဒီကိုပွေ့ချီပြီးသူငယ်တန်းကျောင်းစီကိုအသက်လူပြီးပြေးခဲ့ပါတော့တယ်အမျိုးသားကလည်းကျွန်တော်တို့နောက်ကိုမရက်မနာလိုက်လံမောင်းနေခဲ့တာပေါ့ကျွန်တော်တို့ကြားကအကွာဝေးကမီတာနှဲငယ်ပဲရှိပါတော့တယ်ကျွန်တော်မှအမောမခံနိုင်တာကြောင့်သူကအလင်းမြန်ပဲမိလာခဲ့ပါတယ်အမျိုးသားကဘဲကနေထုတ်လိုက်မှမသိတဲ့ဓာတ်မြောက်တစ်ချောင်းကိုထုတ်ပြီးကျွန်တော်ရဲ့ကြောပြင်ကိုတက်တက်ထိုးဆိုင်လိုက်ပါတော့တယ်ပူလောင်လာတဲ့နာကျင်မှုကြီးကကျွန်တော်ကြောပြင်မှာချက်ချင်းပောက်ကွဲသွားခဲ့ရပါပြီကျွန်တော်ရှိကိုရိုင်လဲပြီးမြေပြင်ပေါ်လဲကျသွားခဲ့ရတဲ့အမျိုးသားကဒုတိယအကြိမ်ဓာတ်နဲ့ထပ်မံထိုးဖို့ပြင်ဆင်နေတာကိုမြင်လိုက်ရတဲ့အတွက်ကျွန်တော်ဒန်တေးကိုရင်ခွင်ထဲမှာတင်းကျပ်စွာပွေ့ပိုက်ပြီးမျက်လုံးတွေကိုမိတ်ထားလိုက်မိပါတယ်အဲ့ဒီအချိန်မှတင်သူငယ်တန်းကျောင်းရဲ့မိတွေကဝင်းကနေလင်းထိန်သွားခဲ့ပါတယ်စီထရစ်ကပထမဆုံးပြေးထွက်လာပြီးအပြင်းထန်ဟောက်ပါတော့တယ်အဲ့ဒီနောက်မှာတော့စာတင်ခန်းထဲကနေစူညံလာတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်ကျွန်တော်အခုချက်ချင်းလာခဲ့ပါမယ်ကျွန်တော်အသက်ချမ်းသာရခဲ့ပါပြီခွေးအုပ်စုကြီးတစ်ခုလုံးသူ့စီကိုတက်တက်ပြေးဝင်လာတာကိုမြင်လိုက်ရတဲ့အတွက်အမျိုးသားကချက်ချင်းလှည့်ပြေးပါတော့တယ်ဒါပေမဲ့သူဘလောက်ပဲမြန်မြန်ပြေးပြေးခွေးတွေထက်တော့မြန်အောင်မပြေးနိုင်ပါဘူးတမိနစ်မပြည့်ခင်မှာတင်သူဟာခွေးတွေရဲ့ဝိုင်းဝန်းကိုက်ခဲခြင်းကိုခံရပြီးမြေပြင်ပေါ်လဲကျသွားခဲ့ရပါပြီအဲ့ဒီအချိန်မှာမိဘအုပ်စုကြီးကထိတ်လက်တုန်လှုပ်စွာနဲ့ပြေးထွက်လာကြပါတယ်ဟုတ်ပါတယ်လူနာတင်ကားကိုအရင်ခေါ်ပေးကြပါဆရာဒဏ်ရာရသွားပြီးတွေးတိတ်အောင်အရင်လုပ်ပေးပါကျမကတူနာပြုပါအခြေခံစစ်တပ်တာကိုအမြန်သွားယူပေးကြပါမြေပြင်ပေါ်မှာလှဲလျောင်းနေရင်ကျွန်တော်မျက်စိထဲမှာကျေတွေပဲမြင်နေရပါတော့တယ်ကျွန်တော်နှလုံးကတုံရင်နေပြီးခေါင်းတွေလည်းမူးဝေနေခဲ့ရပါပြီကျွန်တော်မှရှိတဲ့နောက်ဆုံးခွန်အားလေးကိုစူးစီးပြီးအော်ဟစ်လိုက်မိပါတယ်ဒန်တေးကိုအရင်ကယ်ပေးကြပါပြီးတော့ကျွန်တော်လုံးဝသတိမေ့မျောသွားခဲ့ရပါတော့တယ်ကျွန်တော်ပြန်လို့လာတဲ့အချိန်မှာတော့ဆေးရုံကရင်ပေးမှာလူတွေအများကြီးဝိုင်းနေခဲ့ကြပါတယ်ဒန်တေးပင်မှာလည်းဟင်သူအဆင်ပြေပါတယ်ဆရာဝန်ကဒါတွေကတာမန်တရားတွေပဲမို့လို့ပတိစီပေးုံပဲလိုအပ်တာပါတယ်ဒီသတင်းကိုကြားလိုက်ရတော့မှပဲကျွန်တော်နှလုံးသားထဲကကြီးမားတဲ့အပူလုံးကြီးကကျဆင်းသွားခဲ့ရပါတော့တယ်အစကတည်းကသူ့ကိုကြောင်းမှာနေခွင့်ပြုခဲ့တာကျွန်တော်ဖြစ်ပြီးသူ့အတွက်အပြည့်အဝတာဝန်ယူပါမယ်လို့လည်းကတိပေးခဲ့တာကိုဒါနဲ့စီထရီရဲ့မေမေကောသူအဆင်ပြေရဲ့လားဟင်အဲ့ဒီတခိုးကတကယ်ကိုရန်ညိုးကြီးတဲ့သူပါသူကျွန်တော်စီကိုမလာခင်မှာစီထရီရဲ့မေမေကိုတွားရောက်တိုက်ခိုက်ခဲ့လားဆိုတာကျွန်တော်မသိခဲ့လို့ပါသူတကယ်ကိုအဆင်ပြေပါတယ်အဲ့ဒီနေ့ကသူအိမ်မှာမရှိတာကြောင့်ကံကောင်းပြီးလွတ်မြောက်သွားခဲ့တာပါဒါဆိုရင်တော့စိတ်အေးရတာပေါ့အဲ့ဒီတခိုးကိုတော့ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်ဆောင်သွားပါပြီသူကတမင်တကာတိုက်ခိုက်ခဲ့တာမို့လို့ထောင်ထဲမှာနှစ်အတော်ကြာအောင်ဖြတ်တန်းရမှာတေးချပါတယ်အဲ့ဒါတင်မကသေးဘူးရဲတွေရောက်မလာခင်မှာခွေးတွေကသူ့ကိုဒဏ်ရာတန်ချက်တွေပြည့်နေနေအောင်ကိုက်ခဲထားကြတာကြောင့်သွေးတွေလည်းအများကြီးထွက်နေခဲ့တာသူတ냐လုံးနာကျင်လုံးလို့အော်ဟစ်နေခဲ့ရတာလေကျွန်တော်နားလေကြောင်ပြသဖို့အတွက်ခေါင်းကြီးပြလိုက်ပါတယ်ဒါပေမဲ့ကျမတကယ်ကိုသိချင်နေတာကတော့မင်းတို့အားလုံးမျက်နှာကြည့်အကြည့်သူငယ်တန်းကျောင်းမှာဘာလုပ်နေကြတာလဲဟင်အဖွဲ့တစ်ခုလုံးကတော့ခေါင်းကိုကုတ်နေကြပြီးစကားတွေချစ်အငွန်းငွန်းနဲ့ရှင်းလင်းတဲ့အဖြေမပေးနိုင်ကြပါဘူးနောက်ဆုံးတော့အော်ရိုယာကပဲကျွန်တော်ကိုပြောပြခဲ့ပါတယ်မနေ့ကဆရာရဲ့မွေးနေ့လေဆရာမိဘတွေကအပြင်မှာရှိနေကြတာဆိုတော့ဆရာတယောက်တည်းဖြစ်နေမှာဆိုလို့အားလုံးကဆရာရဲ့မွေးနေ့ကိုဂုဏ်ပြုပေးခြင်းကြတာကြောင့်ဆရာကိုအံ့ဩစေဖို့အတွက်စာသင်ခန်းထဲမှာပုံနေခဲ့ကြတာပါဆရာအပြင်မှာလူဆိုးနဲ့တိုးလိုက်မယ်လို့ကျမတို့လုံးဝမထင်ထားခဲ့မိဘူးမွေးနေ့ကိုမစင်ရွေးရတဲ့အပြင်ဆေးရုံအောင်ရောက်ခဲ့ရသေးတယ်။အော်အဲ့ဒါကြောင့်မို့လို့ကိုမနေ့ကကျွန်တော်ရဲ့မွေးနေ့ဆိုတာကိုကျွန်တော်ကိုယ်တိုင်လုံးဝမေ့လျော့နေခဲ့တာဖြစ်ပါတယ်။အားလုံးရဲ့အားနာပြီးနောက်တက်ရနေတဲ့မျက်နှာလေးတွေကိုကြည့်ပြီးကျွန်တော်ပြုံးလိုက်မိပါတယ်။နောက်ကျသွားတာကလည်းပြန်လည်စတင်ဖို့အတွက်ဘာမှမဖြစ်ပါဘူး။ကျွန်တော်ရက်ကောင်းတစ်ရက်ရွေးချယ်ပြီးအားလုံးအတူတူဆင်နွှဲကြတာပေါ့။နောက်ထပ်3ရက်နေရင်သူငယ်တန်းကျောင်းဖွင့်လှစ်ခြင်း6လပြည့်အထိမ်းအမှတ်နေမှုလို့အဲ့ဒီနေ့မှာပဲလုပ်ကြတာပေါ့။3ရက်ကြာပြီးတဲ့နောက်မှာတော့ကျွန်တော်ဆေးရုံကနေတိတ်တဆိတ်ဆင်းခဲ့ပြီးတိရစ္ဆာန်တငယ်တန်းကျောင်းကိုပြန်လာခဲ့ပါတယ်။ဒန်တေးကတော့ကျွန်တော်ကိုကြိုဆိုဖို့အတွက်ပထမဆုံးပြေးထွက်လာတဲ့သူပါ။ Silas ဒန်တေးကဆရာအတွက်လုံးဝစိတ်မပူခဲ့ပါဘူးနော်။ငါသိပါတယ်ကွာငါလည်းဒန်တေးအတွက်တကယ်ကိုစိတ်ပူနေခဲ့တာပါ။ဒန်တေးကနှာမှုတ်လိုက်ပြီးသူ့ခေါင်းကိုမြင့်မြင့်မော့ကကျွန်တော်ရှိကနေလမ်းပြခေါ်ဆောင်သွားပါတော့တယ်။ကျွန်တော်စာတင်ခန်းထဲကိုလှမ်းဝင်လိုက်တဲ့အချိန်မှာတင်အောင်ပွဲခံမိပန်းလေးတွေကဂျင်းခနဲ့အတန်နဲ့အတူပောက်ကွဲသွားခဲ့ပြီးအယောင်သွေးစုံလေးနဲ့စက်ကူလေးတွေကလေထဲမှာပြန်ဝဲကတကယ်ကိုလှပတဲ့မြင်ကွင်းတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်ကျွန်တော်တကယ်ကိုပျော်ရွှင်ပြီးကံကောင်းတယ်လို့ခံစားလိုက်ရပါတယ်ဘလရီယာကမွေးနေ့ကိတ်မုံကိုတွန်းထုတ်လာခဲ့ပြီးဖျောင်းတိုင်မီတွေကိုထွန်းညှိပေးခဲ့ပါတယ်ကျွန်တော်ရင်ဘက်ရှိမှလက်နှစ်ဖက်ကိုစူစီးပြီးဆူတောင်းတစ်ခုပြုလုပ်လိုက်ပါတယ်ကျွန်တော်ရဲ့တိရစ္ဆာန်သူငယ်တန်းကျောင်းလေးပုံမအောင်မြင်ပြီးတိုးတက်ပါစေပြီးတော့တိရစ္ဆာန်လေးတွေအားလုံးလည်းဘေးကင်းစိတ်ချစွာနဲ့ဖြတ်သန်းနိုင်ကြပါစေဒီအံ့ဩစရာကောင်းတဲ့ဇာတ်လမ်းလေးကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဇာတ်လမ်းလေးကိုသဘောကျတယ်ဆိုရင်တော့ဗီဒီယိုကို like ပေးခဲ့ပြီးပုံမှန်တင်ဆက်ပေးမယ့်အံ့ဩစရာဇာတ်လမ်းတစ်လေးတွေကြည့်ဖို့ subscribe လေးလိုက်ပေးခဲ့ကြအောင်နော်